အခုမဲဆန္ဒရှင်ပြည်သူလူထုနဲ့တွေ့ဆုံရတာတကယ်မင်္ဂလာနဲ့ပြင်ပါအဲကြောင့်ဒီနေ့ဘုရားဒေသကြီးပြည်သူ့ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးလူထုတွေ့ဆုံပွဲအခမ်းအနားကိုတွားရောက်လာကြတဲ့ပြည်သူ့ပါတီဝင်ရဲဘော်များရောအားပေးထောက်ခံကြတဲ့ဒေသခံပြည်သူတွေရောအားလုံးကိုယ်ကျမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပနာမဆုမွန်တော်ပါတကယ်တော့ဘိုးမျိုးရဲ့နိုင်ငံရေးမှာတောင်းလဲကိုလူလားတောင်းတနေကြတဲ့ဘိုးမျိုးပြည်သူလူကြီးနဲ့တွေ့ရတာအင်မတန်ကိုကျွန်တော်တို့အားရပါတယ်နောက်ဆုံးဒီနေ့အကြမ်းကျင်းပတဲ့အခါမှာနည်းနည်းနောက်ကျသွားတာပုံနဲ့ကြောင့်တွားရောက်လာတဲ့ပြည်သက်အာမနာများလုံးအကြည့်တော့ကျွန်တော်တို့ဒီမှာနေရာတကင်းစီစဉ်ရတာကစနည်းနည်းလေးအချိန်ယူရတဲ့အတွက်ကြောင့်အခမ်းအနားစီစဉ်နည်းနည်းလေးနောက်ကျသွားပါတယ်ဒါပေမဲ့ဘာပဲပြောဒီလောက်ပြည်သက်ကိုကြည့်ရတာနဲ့ဘိုးမျိုးရဲ့နိုင်ငံရေးရေးချိန်ပေါ့တော့ဒါကိုကျွန်တော်တို့တန်းစာလို့ရတယ်ဒါပြီးခဲ့တဲ့နောက်ပိုင်းတွေအတွင်းမှာကျွန်တော်ဘိုးမျိုးကိုရောက်တဲ့အခါကျတော့ဘိုးတိုင်းကျုံးမှာကျွန်တော်တို့အောင်တိုင်းရေးတိုင်းပုတ်တင်အခမ်းအနားကျင်းပတဲ့အခါကျတော့မှတ်မှတ်ရရကျွန်တော်ပြောခဲ့ပြီးတဲ့စကားရှိပါပြောခဲ့တဲ့စကားရှိပါအဲ့တော့ဘာလဲဆိုတော့အခမ်းအနားစတင်မှာကျွန်တော်တို့ဘုရားဦးတော့ဒါရွှေဘော်တော်ဘုရားနဲ့ပတ်သက်ရင်အင်မတန်ကိုသမိုင်းဝင်တဲ့အဆိုမိတ်ရွှေဘော်တော်ကနားထွေးတယ်ဆိုတဲ့အဆိုမိတ်နဲ့ဘိုးမျိုးရဲ့နိုင်ငံရေးမျက်နှာစာကိုကျွန်တော်တို့ပြန်လည်ဖွင့်လှစ်ခဲ့ဖြစ်ပါအဲ့တော့ဒီစကားရဲ့အဓိပ္ပာယ်ကအင်မတန်လေးနဲ့ပေါ့အဲ့ဒီချိန်တုန်းကတော့မင်းနိုင်ငံတော်တွေဖြစ်တဲ့အခါကျတော့အခုလိုမြန်မာနိုင်ငံတော်မြေပုံကြီးစုစုစည်းစည်းတော့မဖြစ်သေးဘူးဒါနဲ့ကြီးပြန်နမ်းပြန်တယ်ပေါ့အဲ့ဒါမျိုးပြနိုင်ငံတွေဖြစ်တဲ့အခါကျတော့တစ်ဖက်နဲ့တစ်ဖက်စစ်ခင်းနေတဲ့အတော်တွင်းမှာတကယ်ကိုရန်သူတွေရှိတဲ့နေရာမှာနားထွေးမယ်ဆိုတာကအကြောင်းမကျွတ်သူ့ရဲ့တတိသူ့ရဲ့ယက်တီကိုပေါ်ညိုးနဲ့စကားရပြတ်အဲသူတို့ကတော့ဘလောက်အခက်ခဲဘလောက်အချက်ခဲစိန်တော်မှုတွေလည်းဖြစ်ဖြစ်အဲ့ဒီစိန်တော်မှုတွေကြားထဲမှာလည်းအေးရရေးကြောင်းနားထွေးမယ်တို့ခန္ဓာတွေကိုမဖြစ်အောင်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ဆိုရိုးစကားလေးဖြစ်ပါဒါကြောင့်ကျွန်တော်တို့စဖွင့်နေတဲ့ကရွှေဘော်တော်မှာနားထွေးမယ်ဆိုပြီးတော့ဘိုးမျိုးနိုင်ငံရေးကိုပြန်လဲဖွင့်လှစ်ခဲ့တာအခုတော့ကျွန်တော်တို့ပြန်ရောက်လာတဲ့အချိန်ကဘယ်လိုကာလမျိုးလဲဆိုတော့တစ်ဖက်ကမှာကျွန်တော်တို့ရွေးကောက်ပွဲပေးရတယ်လဲပေးရတယ်ဒီနေ့ဟာရွေးကောက်ပွဲလဲဆွဲလှုပ်ရှားမှုတွေရဲ့နောက်ဆုံးနေ့ဖြစ်တာဒီနေ့ပြီးရင်ကျွန်တော်တို့ကမရက်တန်ဆိုရင်ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေပါရင်ကျွန်တော်တို့ခိတ္တဖြုတ်သိမ်းရမယ်ကျွန်တော်တို့ရွေးကောက်ပွဲစီးရုံးလှုပ်ရှားမှုတွေကိုခိတ္တကျန်ထားရပြီးရင်ပထမဆုံးလဲပေးခြင်း28ရက်နေ့မှာကျွန်တော်တို့ကျင်းပမယ်ပြီးရင်ဒုတိယအဆုံးကျင်းပမယ်တို့နယ်များအတွက်လဲဆွဲစီးရုံးခြင်းပြန်စအဲ့တော့ဒီနေ့ဟာပထမဆုံးလဲဆွဲစီးရုံးပွဲရဲ့နောက်ဆုံးနေ့ဖြစ်ပါနောက်ဆုံးနေ့ကိုဘိုးမှာနောက်ဆုံးမိတ်အိတ်နဲ့တွေ့တကယ်ကိုပြင်းတဲ့အားနဲ့အခုလိုကျင်းပနိုင်ရဆိုတာဟာဒါဘိုးတိုင်းပြည်သူ့ပါတီရဲဘော်ရဲ့လူကအားထုတ်မှုရောဘိုးတိုင်းမဲဆန္ဒရှင်ပြည်သူများရဲ့တက်ကြွတဲ့ပူးပေါင်းပါဝင်မှုကြောင့်ပါဒီအခမ်းအနားကိုကျွန်တော်တို့ကျင်းပနိုင်ခဲ့တာဖြစ်ပါအဲ့တော့နိုင်ငံရေးနဲ့ပြောလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောကြတာရှိရွေးကောက်ပွဲနဲ့ပတ်သက်လို့ပဲဖြစ်နိုင်ငံရေးနဲ့ပတ်သက်လို့ပဲဖြစ်ကျွန်တော်တော်တော်မကျေနပ်တဲ့စကားတစ်ခုရှိအစိုးရဆိုတာတဲ့အဲ့ဒီလူလူနဲ့ထိုက်တယ်တဲ့အစိုးရလည်းရတယ်မကျေနပ်ဘူးဘာလို့ကျွန်တော်တို့လူလူကအင်မတန်ထိုက်တယ်တဲ့အစိုးရကိုရတယ်ပါလေနဲ့မရရပါဘူးလူလူကိုအပြစ်တင်တဲ့ကိစ္စကိုတော့မကျေနပ်ဘူးအဲ့ဒါနိုင်ငံထဲမှာလည်းမကျေနပ်တာဘူးနိုင်ငံတကာရောက်တဲ့ခါကျတော့လေကျွန်တော်ပြည်သူကိုဂုဏ်ယူပြီးတော့ကျွန်တော်ပြောလို့ရှိတယ်
ကျွန်တော်ဒီနိုင်ငံတွေရောက်တဲ့အခါကျတော့ကျွန်တော်တို့ပြည်သူဟာအင်မတန်တတိကောင်းတဲ့ပြည်သူအင်မတန်ကိုရွေးချယ်နိုင်တဲ့စဉ်းစားသိဉာဏ်တို့တရားနဲ့ရှိတဲ့ပြည်သူဖြစ်တယ်ဆိုတာကိုကျွန်တော်ကဘာပတ်ပြီးတော့ဂုဏ်ယူပြီးတော့ပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဟလာကျွန်တော်တို့ကအပြောင်းလဲကိုလိုချင်တဲ့နေရာမှာလမ်းလုံးကျို့မြို့လုံးကျို့သနာပြဘုလုံးကလည်းဒီပြည်သူတွေအုံးကျွတ်သနာပြပြီးတော့အပြောင်းလဲကိုတောင်းဆိုခဲ့တယ်။ရွေးကောက်ပွဲမဲထည့်ဆိုတော့လေမဲဘုံဆန့်အောင်ကျွန်တော်တို့မဲထည့်ခဲ့အဲ့တော့ကျွန်တော်တို့ပြည်သူကိုအပြစ်ပြောရင်ကျွန်တော်မကြိုက်ဘူးမခံနိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ပြည်သူတွေဟာထိုက်တယ်တဲ့အစိုးရရသင့်ပါလေရဲ့ဘာကြောင့်မရတယ်လဲဆိုရင်အပြစ်ကပြည်သူတွေရဲ့အပြစ်မဟုတ်ဘောင်းဆောင်မှုပြဿနာလို့ပဲကျွန်တော်တို့မြင်တယ်အဲ့တော့ဘောင်းဆောင်မှုပြဿနာဆိုတာဘယ်တစ်ဖက်တည်းကိုပြောတာမဟုတ်ဘူးဘယ်အသီးသီးမှရှိတဲ့ဘောင်းဆောင်တွေရဲ့စီမံခန့်ခွဲသုံးပြန်အားနည်းချက်တွေရှိခဲ့တယ်လို့ကျွန်တော်ကတော့မှန်မှန်ကန်ကန်ပဲသုံးသပ်ပါတယ်အဲ့တော့ပြောရရင်နိုင်ငံရေးမှာအခြေခံအဆင့်ကလူနိုင်ငံရေးဘာလို့ဒီမိုကရေစီရွေးကောက်ပွဲတွေလုပ်ပြီးဆိုတဲ့အချိန်မှာလူကကျွန်တော်တို့ကိုလဲမပေးပဲနဲ့တာဝန်မပေးပဲနဲ့ကျွန်တော်တို့ကဆက်လုပ်လို့မရဘူးလူကကျွန်တော်တို့ကိုမဲပေးပြီးတာဝန်ပေးလိုက်တဲ့အခါကျတော့မှလူရဲ့ကိုယ်စားလှယ်တွေဖြစ်နေကျွန်တော်တို့ကဆက်ပြီးတော့ဆောင်ရွက်ရဖြစ်ပါဒါကြောင့်အခြေခံအကျဆုံးကလူနိုင်ငံရေးသိရေးကြည့်ပါအဲ့တော့လူနိုင်ငံရေးလူကတာဝန်ကျင်သွားပြီဆိုရင်ခေါင်းဆောင်တွေအပိုင်းကခေါင်းဆောင်ချင်းဒီတိုင်းဆောင်ရွက်တာဆွေးနွေးဆောင်ရွက်တဲ့ကိစ္စတွေမှာအောင်မြင်တဲ့ဒီပရိသတ်တွေကိုထုံငိမ့်ဖို့ဒီပရိသတ်တွေနဲ့ကြုံရောက်ပြီးတော့လုံခြုံတဲ့ငြိမ်းချမ်းတဲ့နိုင်ငံတော်ဖြစ်ဖို့ပြည်သူရဲ့စာဝတ်နေရေးအခြေအနေအကျပ်တဲတွေကနေလုံရောက်နိုင်ဖို့ဒါကျွန်တော်တို့ကဆက်လက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်နိုင်ဖို့တော့ပထမအဆင့်ကတော့ပြည်သူတွေကကျွန်တော်တို့ကိုတာဝန်ပေးဖို့တရားဝင်တာဝန်မပေးဘဲနဲ့ကျွန်တော်တို့ကရှင်းဆက်လုပ်လို့မရဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကပြည်သူတွေနဲ့တွေ့တဲ့အခါမှာအမြဲတမ်းကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့တိုက်တွန်းတောင်းဆိုကြရတာကကျွန်တော်တို့ကိုထောက်ခံပါကျွန်တော်တို့ကိုလုပ်နိုင်ပြီးလွှဲအပ်ပါပူဇော်ပြုပြီးပေးပါအဲ့ဒါကိုကျွန်တော်တို့ကပြောနေရတာဖြစ်ပါပြောရရင်တော့ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်ဒါဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလေးကဗိုလ်ချုပ်အောင်ဆန်းဆိုလို့ရှိရင်သူ့ရဲ့နိုင်ငံရေးပေါ်မှာသဘောထားကိုစောင်းကားရေးခဲ့တာရှိတယ်အဲ့ဒါကဘုံမဂ္ဂဇင်းမှာနိုင်ငံရေးမျိုးမျိုးဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကရေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာနိုင်ငံရေးကိုဘယ်လိုနားလဲအဲ့ဒါသိရေးပြီနိုင်ငံရေးဆိုတော့ကျဲဥအကြောင်းတိမ်တောင်မကွယ်ရင်းရေးကျယ်ပြောရတော့ကျဲဥကိုကြည့်ပြီးတော့အထေရအကြောင်းဘာရောက်လဲမမှန်းနိုင်တိမ်တိုင်သူ့ကိုကြည့်ပြီးတော့အခုငါးပုံကြီးဖြစ်သွားလိုက်တော်ကြာခြေသေးပုံကြီးဖြစ်သွားလိုက်စိတ်ကူးတဲ့မျိုးမျိုးဖြစ်နေတာအဲ့တော့နိုင်ငံရေးဆိုတာငါတို့ဉာဏ်မပြီးဘူးငါတို့စဉ်းစားလို့မရဘူးငါတို့လည်းမအဆက်ပါဘူးလို့ပြောကြတာတွေလည်းရှိတယ်တဲ့ဒါဘူကျော်ဆန်းတို့ဖြစ်မှာကလေးကအဲ့တော့ပြောရင်တော့အများကြီးရှိပြီပဲအဲ့ဒီမှာဒူးကြားကြားတစ်ခုကဘာပြောလဲဆိုတော့အဲ့ဒီချိန်ကဘူကျော်ဆန်းတို့နဲ့အသက်ကြီးတဲ့သူတို့ဘုချေရမျိုးဆက်တွေတွေကဥပဖေဆိုတာရှိဘာကြီးပါဖေနိုင်ငံရေးဆိုတာညစ်သေးတယ်လို့ညှပ်ပတ်တယ်လို့ဘုလို့လုံးဝမချင်ဘူးနိုင်ငံရေးကညှပ်ပတ်တာမဟုတ်ဘူးလေလူတွေညှပ်ပတ်တာနိုင်ငံရေးလုပ်တဲ့လူတွေကညှပ်ပတ်လို့နိုင်ငံရေးကညှပ်ပတ်တာနိုင်ငံရေးကမူလသဘာဝကညှပ်ပတ်တာမဟုတ်ဘူးလေအဲ့တော့ကျွန်တော်တို့လည်းပဲ39နှစ်38နှစ်နိုင်ငံရေးလုပ်ခဲ့တဲ့အခါကျတော့နိုင်ငံရေးကိုရိုးရိုးဖြောင်းဖြောင်းမလုပ်ဘဲနဲ့ညှပ်ပတ်တာတွေကျွန်တော်တို့အများကြီးကြုံပါအဲ့တော့ကြုံရတဲ့အခါကျတော့အဲ့ဒါလိုညှပ်ပတ်တဲ့အခြေအနေတွေမှာဘယ်လိုဖောက်ထွက်မလဲဆိုတော့ပြည်သူတွေရဲ့အားနဲ့ပဲဖောက်ထွက်တာအဲ့တော့ပြည်သူတွေကအထက်ကိန်းကန်းနဲ့ကြောက်ရွံ့ပြီးတော့မပြောရဲလို့ဆိုရင်မလုပ်ရဲမကန်ရဲဖြစ်နေရင်အဲ့ညှပ်ပတ်တဲ့နိုင်ငံကြီးကအားကောင်းနေနောက်တော့ပြည်သူတွေကိုလက်ရှိကိန်းနားပိတ်ထားတာကိုပြောတာတခုပဲယုံခိုင်းတယ်ကိုပြောတာတခုပဲလက်ခံခိုင်းတယ်အဲ့လိုအခြေအနေမျိုးအတိနာမလဲအောင်လောက်ထားလို့ရှိရင်လေပြည်သူတွေကဗျာသူတို့ပြောတော့ပဲကြားနေမြင်နေရပြီးတော့အမှန်ကိုမမြင်နိုင်မကြားနိုင်ဖြစ်ရအဲ့တော့ဒါကြောင့်မလို့ညစ်ပတ်တဲ့နိုင်ငံရေးလို့ပြောတဲ့အခါမှာကျွန်တော်တို့အများကြီးကြုံရတယ်အဲ့တော့ဟောပြောပွဲဆိုတာကနည်းနည်းအပြန်အလှန်တော့ကျွန်တော်တို့ကအမေးဖြေလေးတော့လုပ်တာကောင်းပါဒါမှအတော့ဝင်လာ
ကျွန်တော်တို့ကဘိုးအရင်ရင်တော့ကျွန်တော်တို့ကြုံဘူးတာရှိတယ်တချို့ကပြောတယ်အာဒီလူတွေကအုတ်ချုပ်ကြီးမလုပ်တတ်ဘူးတဲ့အုတ်ချုပ်ကြီးအတွေ့အကြုံမရှိဘူးတဲ့ပြောကြတဲ့စကားတစ်ခုရှိတော့ကျွန်တော်ကကြီးကျင်းတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကအုတ်ချုပ်တဲ့အတွေ့အကြုံမရှိပေမဲ့လို့အုတ်ချုပ်ခံရတဲ့အတွေ့အကြုံကတော့အပြည့်ဟုတ်ခေတ်ဆက်ဆက်အုတ်ချုပ်သွားတာရောကျွန်တော်တို့မခံဘူးလားခံဘူးလေအပြန်အလှန်ဟုတ်လားနော်ကျွန်တော်တို့အစိုးရတွေဆိုရင်တက်တော်ကြတာပဲစင်ပေါ်နေတော့ပေးတတ်ကြီးဆိုတာလေဟုတ်လားအဲ့တော့နိုင်ငံရေးဟောပြောဖို့ဆိုတာလေအဲ့လိုအပြန်အလှန်တော့ကျွန်တော်တို့ကအသက်ဝင်နေအောင်ဒါလေးတော့လိုတာပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲ့လိုပဲဟောရမှာပေးတတ်ကြီးရအောင်ဒီပြည်တဲ့ဆက်လို့ရအောင်နော်အဲ့တော့ကျွန်တော်တို့ထဲမှာအစိုးရလုပ်ဘူးတဲ့လူပါလားအစိုးရအလုပ်ခံဘူးတဲ့လူပါလားပါတော့အားလုံးအစိုးရအလုပ်ခံဘူးလားရှိတယ်အဲ့တော့အစိုးရအလုပ်ခံဘူးတော့ဘာလို့သိတယ်ဆိုတော့တော်တော်လေးနိုင်သိတယ်ဟုတ်ကဲ့တော်တော်လေးသိတယ်ဒါကြောင့်ကိုယ်သာလုပ်နိုင်ပြင်ရရင်အဲ့ဒါကိုကြောင်းပြန်လုပ်နိုင်တဲ့သွားတယ်လွဲနေတာတွေကိုကြောင်းပြန်လုပ်နိုင်ရုံနဲ့တဲ့သွားတယ်အဲ့တော့ကျွန်တော်ကဒီဆရာပြောပြတယ်ကိုယ်မျိုးတွေရှင်းပြောတာဆိုတော့အရင်ကပြောမယ်ဒါနဲ့နာမည်တော့ထုတ်မပြောကျွန်တော်တို့အစိုးရတိုင်းမှာလည်းရင်းနှီးတဲ့ပုဂ္ဂိုလ်တွေရှိတာပေါ့ပြီးတော့အဲ့ဒါနဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့တယောက်ကိုသူနဲ့ရင်းနှီးတဲ့တငယ်ချင်းကညီးကြွားလေးကြွားတယ်ကြွားတာတော့မှညီးပြီးကြွားတယ်အဲ့ဒါဘယ်လိုညီးပြီးကြွားလဲဆိုတော့ငါလည်းကြွားတယ်အဲ့ဒီတာဝန်ကြီးငါ့ကိုပေးလိုက်တယ်အဲ့ဒီမှာမင်းသွားပြီးတော့တာဝန်ယူရမယ်ဆိုပြီးယာလူတစ်ခုပေးလိုက်တယ်ငါဘယ်လိုဆက်လုပ်တော့မှတော့ပြီးတော့ကြွားတယ်အမေကစိတ်ညစ်တယ်လို့ဒါလို့နဲ့ငါကြွားတာဒါလည်းယာလူရဲ့ကြီးတော့ကြွားတဲ့ခါကျတော့အကြွားခံရတဲ့တယောက်ကပြန်ပြောလိုက်တယ်ဟေ့တော့အဲ့ဒါဘာမှမခက်ဘူးမင်းရှိရလောက်သွားတဲ့ကောင်နဲ့ကြောင်းပြန်လုပ်လိုက်အဲ့ဒါမင်းတဲ့သွားလိမ့်အဲ့တော့ကျွန်တော်တို့ကလည်းလူလူပူစားခင်ဗျားတို့ကကိုယ်တည်းလွှဲလိုက်လို့ကျွန်တော်တို့ကလုပ်ပိုင်ခွင့်ရပြီဆိုရင်ဘာလုပ်ရမှာလဲဆိုတော့ကြောင်းပြန်လုပ်လိုက်လို့ပဲရှိရလွဲနေတဲ့ဟာကြီးကြောင်းပြန်လုပ်လိုက်လို့ပြန်တဲ့သွားကျွန်တော်တို့ဘာတွေကြုံဘူးလဲကျက်စုပင်ဖြစ်လဲကြုံဘူးလေခုပဲရောက်ပါတော့ကြုံဘူးလားကျက်စုပင်ကြုံဘူးလားဟာတမန်ရလုံးကျက်စုပင်မဆိုင်ကြလေရောက်အဲ့တော့စိုက်ကြစိုက်ပြီးတော့အခုကလေးစကားပြောရင်ဂျင်းတဲ့ဟာအဲ့ကျက်စုပင်ကစီရီနဲ့လက်တော်သက်တွေမောင်းပြဟာဒီမောင်းပြဟုတ်အောင်လေအခုအဲ့ကျက်စုပင်တွေမရောက်ပါမတွေ့တော့မရှိတော့အဲ့တော့ကျွန်တော်တို့ဗမာစကားလုံးကတော့ရှိတယ်အနှစ်မရှိတဲ့ပြောမှာကျက်စုတွေကမင်းဘူးလေဟုတ်လားအဲ့တော့ကျက်စုတွေလည်းမင်းတို့လို့ကြောက်သွားနောက်တစ်ခုကအခုဒီမှာကျွန်တော်တို့ကဒါဘောလီဘောကွင်းမှာဘာလဲပြောအမိုးကာလေးရှိတော့ငယ်တော်သေးတယ်ဒါတော့ပရိသတ်ပင်မမဲ့ကိစ္စတော့ကျွန်တော်တို့လည်းမကြိုက်ဘူးမဖြစ်စေချင်ဘူးအဲ့ဒါနဲ့ဒီမှာဒီလူတွေရောက်နေတဲ့ပရိသတ်ကိုအရေးကြီးတဲ့ဘက်ကိုတွေ့ကြပါကျွန်တော်တို့ကတကယ်ကတော့ဒီပူထဲမှာနိုင်ငံရေးဒုက္ခသုခတွေကိုကျွန်တော်တို့ပဲခံနေတယ်တို့ပြည်သူတွေခံရတဲ့ကိစ္စမျိုးတော့မကြိုက်ဘူးမဖြစ်ဘူးအဲ့ဒါနဲ့ဒါပရိသတ်တွေတရားရွှေ့တာပြီးသွားတဲ့မှာလည်းနည်းနည်းလေးတော့ကြောက်အဲ့တော့ဒီဟာဘောလီဘောကွင်းတစ်ချိန်လုံးကဘောလုံးကွင်းကြီးရဲ့အပြည့်လူလူအစည်းအဝေးကြီးတွေကြုံဘူးလားကြုံဘူးကြဘယ်လိုခေါ်လားတဲ့ရင်ကြောင်မကဲမနေရအဲ့တော့နားမဲ့ကျွန်တော်တို့နဲ့မေးရတော့အခုလာတဲ့ပြည်သက်တွေမှာတဲ့ရင်ကြောင်မကဲမနေရဆိုလို့လာတဲ့လူပါလားကျန်တယ်လေတဲ့ရင်ကြီးတဲ့ရင်ကြောင်မကဲမနေရဆိုတော့လူတွေအများကြီးပါတော့ဘုံနေတက်တယ်လူခန္ဓာကိုယ်ရောရောက်လာတယ်သူတို့ရဲ့နှလုံးသားတွေသူတို့ရဲ့စိတ်တွေပါလာတာအရေး
တက်ပြီးတော့ပြန်အတိုင်းပေါ့တော့ရတယ်အဲ့တော့ခင်ဗျားတို့လာတဲ့တဲ့မှာခင်ဗျားတို့ရဲ့နှလုံးသားတွေပါလာရဲ့လားပါလာရဲ့ဒါဆိုရင်ခင်ဗျားတို့ဟာလူမလေးရောက်လို့ရေခွက်တွေကျွန်တော်ပြောတော့နှလုံးသားတွေခင်ဗျားတို့ပါလာတယ်လို့ကျွန်တော်ပြောတော့အဲ့ဒီပဲဘုရားမဲဆန္ဒရှင်ပြည်သူလူအရင်ပြည်သူတွေဘုံလေးအဲ့တော့မြတ်ပတ်တဲ့နိုင်ငံကြီးဆိုတာမြတ်ပတ်တဲ့လူတွေလို့မြတ်ပတ်တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီနိုင်ငံကြီးကိုကောက်ပြအောင်တန်ရှင်းတဲ့နိုင်ငံကြီးပြောကောက်အဲ့တော့အသာဒီကြားထဲမှာဘုရားတော်အမှန်တရားကိုပြောတာသူရှိနိုင်ငံကြီးဆိုတာလေလူရှုပ်လူဝေကိုပေါင်းတဲ့နေရာဆိုပြီးတော့အေးဒီအရာကြီးပြောတော့အဲ့တော့ခင်ဗျားတို့နိုင်ငံမှာဟုတ်တယ်ကျွန်တော်တို့နိုင်ငံမှာတကယ်ကိုမျိုးချစ်ပြီးချစ်တိုင်းပြည်ချစ်စိတ်နဲ့လုပ်ထားကြတယ်ကိုယ်လိုဆိုနေတာပဲဒီလိုလုပ်ပါတယ်အဲ့တော့ဘယ်ကိုရဖြစ်ဖြစ်သူများနိုင်ငံသားတိုင်းတော်အစိုးရကလည်းသူ့ကိုဆက်နေတဲ့လူဆိုရင်လူရှုပ်လူငွေလူအပြတ်သမားလို့ဆိုပြီးတော့သူ့ဆွဲတာပဲနော်အဲ့တော့အဲ့လိုသူ့ဆွဲရင်းနဲ့ပဲအမျိုးမျိုးဒုက္ခဒုက္ခတွေခံပြီးတော့နိုင်ငံပြောင်းလဲအောင်လုပ်လာခဲ့ကြတာဒါဘုရားအောင်တဲ့လူတွေစတင်တော်လာတဲ့အချိန်တုန်းကဘုရားလူပုဂ္ဂိုလ်မျိုးများ၅ချက်နဲ့ဗရန်ထုတ်ဘုရားကိုပြီး၅ချက်ပြီးနော်ဒါအင်္ဂလိပ်လိုပြောပါတယ်အဲ့တော့ကျွန်တော်တို့မှာလည်းပဲအဲ့ကျွန်တော်တို့နိုင်ငံရေးလုပ်တဲ့လူတွေကိုအမျိုးမျိုးပုံဖြတ်တာတွေမြစ်ပတ်တာတွေကျွန်တော်တို့ကြုံခဲ့ရအဲ့တော့ဘယ်လိုကြုံခဲ့ရလဲဆိုတော့အခါနေတော့ကျွန်တော်တို့ကအထူးအပြောတယ်ပြီးခဲ့တာတွေကျွန်တော်ပြောပါလေဟုတ်ကဲ့ရှင်းဖို့ပဲဘာလို့လဲဆိုတော့ပြောကြရအောင်ဟုတ်ကဲ့ကျွန်တော်တို့လည်းရှင်းတယ်ပြောနေဒါပေမဲ့အတိတ်တုန်းကဘာရောထပ်လုပ်ကြတယ်ကျွန်တော်တို့လည်းတော့မပြန်နိုင်ဘူးတို့တော့ညညတတာလေးတရားညတာလေးလူ့ပဲစီပြအောင်တော့ဝိုင်းတူးသားရအတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကြီးကျွန်တော်တို့ကတော့မပြန်နိုင်ဘူးအဲ့တော့အဲ့ဒီပုံပုံများတခြားသောပုံပုံများကလည်းအတိတ်ကမြတ်ပတ်တဲ့ကိစ္စကြီးဆက်မလုပ်ကြဘူးအဲ့တော့ဆိုရင်ကျွန်တော်တို့ရှင်းသွားပြီလားတော့အဲ့တော့ကျွန်တော်တို့ကကျွန်တော်မှတ်မှတ်ရအဘိဓမ္မာကျွန်တော်ပြင်မန္တလေးမှာအမေလူတော်မှာဆိုတာအမေရိကန်သင်္ချာရဲ့တကယ်ကိုမြန်မာပြည်ပြည်သားဒီမှာရည်ရည်ကိုပြင်ချင်တယ်လို့ရဲ့စာရေးဆရာပိုင်းတော့စာရေးဆရာပိုင်းဆိုလို့နိုင်ငံရေးကိုတောင်းဖို့လို့ပြောတော့ဘုရားတော်ဆန်းလို့နဲ့ဒုတိယတောင်းမှတစ်ပိတ်မှာတက်တဲ့တော့ကျွန်တော်နဲ့ဥဆောင်ခဲ့တဲ့အမျိုးသမီးတစ်ပိတ်တော့လူလူတော့မပွဲလုံးတွေမှာကျွန်တော်တို့မျိုးတွေပွဲသွားသူကိုယ်တိုင်ကအင်းလေးကိုရဲတော့ဆက်ကျင်ခဲ့ပြီးတော့မြမရည်ရည်ကိုမြမမျိုးချစ်စိတ်ဓာတ်ကိုအခိုင်အမာရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်မေးတယ်အမေကအင်္ဂလိပ်ပြည်ဂျပန်ပြည်ပါလီမန်ပြည်ဒေါ်လာရေးတော်စီပြည်ဆိုရှယ်လစ်ပြည်ဖြစ်ပြီးအဆက်ဆက်ပြီးခဲ့တဲ့အခါကျတော့ဘယ်ဖြစ်ကနေလို့ကောင်းဆုံးလဲလို့ကျွန်တော်ကမေးမိတယ်တော့အမေတော်ကပြန်ပြောတယ်အားကြီးအင်္ဂလိပ်ကနေလို့ကောင်းဆုံးတယ်ဘာကြောင့်လဲဆိုတော့ကိုယ်လေးကိုတော်လာခဲ့တဲ့ပုဂ္ဂိုလ်တော့ဘယ်ရှုတော်ကနေပြောတာလဲဆိုတော့တရားဥပဒေစိုးမိုးရေးရှုတော်အုပ်ချုပ်ရေးကောင်းရှိတဲ့ရှုတော်ကနေပြီးတော့ပြောတာနိုင်ငံသားအုပ်ချုပ်တာကိုတော်လုံးမတက်ဘူးဒါကြောင့်လည်းသူဆက်ကျင်တယ်တော်တယ်အဲ့တော့ကျွန်တော်တို့ကကိုယ်လူမျိုးချင်းချင်းအုပ်ချုပ်တဲ့အခါလဲကြာရောတရားဥပဒေစိုးမိုးရေးပြည့်ဝနေတာလေထုတ်ခဲ့တာအများကြီးတွေ့ရအဲ့တော့ကိုယ်လူမျိုးချင်းချင်းအုပ်ချုပ်တာတော့ဟုတ်ပါရဲ့အုပ်ချုပ်ရေးစနစ်တရားဥပဒေစနစ်ကအဲ့ဒီလောက်တော့မကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ညံ့အဲ့ဒါကြီးကိုကျွန်တော်တို့ကမပြောင်းလဲနိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်သူတွေအားလုံးပါတောင်းလို့မကင်းဘူးလို့ကျွန်တော်တို့ကမြင်တယ်အဲ့တော့ဒီနေရာမှာလည်းပဲဟုတ်လားလက်စားတယ်အာသတိလိုက်စားတယ်ကိုယ့်ရဲ့အရှိန်အဝါကိုယ့်ရဲ့အာဏာကိုတလွဲသုံးတယ်မရှိဘူးလားရှိနေတယ်ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူ့ပါတီရဲ့တန်ဋိဌာန်မှာကျွန်တော်တို့ဘာတွေပြုတ်သွားလဲနားမှာပြန်ပြီးကြားရောက်ပြီးကျွန်တော်တို့ကအမှတ်တမဲ့ပြုတ်သွားတော့ဘူးကြောင်းရွံ့ခြင်းမတိနာလည်းခြင်းစင်းရဲနွမ်းပါခြင်းဒီဟူသောအမောက်တိုက်ဆိုတော့ဘာမှမရတော့အမောက်ထဲမှာဟိုဘလို့တိုက်ဒီဘလို့တိုက်ဟုတ်ကြောင်းနဲ့ပြုတ်ကြောက်ပေါင်းထဲမှာဆိုတော့အလင်းအောင်မရှိဘူးဆိုတာလေမကောင်းတာလည်းလက်လက်ပြီးအဲ့တော့ဒီ
ဒီလူတွေကဆင်းရဲတော့ပါတယ်တိုင်းပြည်ကဆင်းရဲတော့မဟုတ်ဘူးတိုင်းပြည်ကချမ်းသာရဲ့သားနဲ့ဒီလူတွေဆင်းရဲနေတယ်ဆိုတာဟာစနစ်မကောင်းဒါပဲစနစ်မကောင်းရဲ့စနစ်ကိုပြင်ဖို့အတွက်ကအခုရွေးကောက်ပွဲစနစ်ဒီစနစ်ကိုဥဆောင်ပြီးတောင်းတဲ့လူတွေကိုရွေးချယ်ခွင့်ရအဲ့တော့ကျွန်တော်တို့ကရွေးချယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်စားဒီမဟုတ်တဲ့စနစ်ကြီးကိုပြောင်းဖို့ကျွန်တော်တို့ကကြိုးစားရအဲ့တော့ဆင်းရဲတော့တဲ့ခါကျတော့အသိပညာဘူးပြအားနဲ့အသိပညာအားနဲ့ပြီးတဲ့ခါကျတော့ကြောက်တာမှဘိုးလူလည်းကြောက်ရဒီလူလည်းကြောက်ရအကုန်တော့အခုဆို Facebook ဖြစ်မှာဓာတ်ပုံတင်ထားတဲ့ကောင်ကဆဲလေးကြောက်ဘာဒီမှမသိတာလေးကြောက်ပါအဲ့တော့ကြောက်နေတော့ကိုယ်ကမပြောရဲလို့ဆိုရဲဖြစ်နားမလဲတော့ကိုယ်ကဒီခွင့်ရည်ရှိတယ်ဒီဥပဒေကိုကအကာအကွယ်ယူလို့ရတယ်ဆိုတာကိုမသိတော့မပြောတတ်အဲ့တော့ကျွန်တော်တို့ကလူလူနဲ့တွဲဆုံတိုင်းမှာကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါနားမလဲဘူးလားပြောလိုက်စမ်းပါဆင်းရဲတော့တာလားပြောလိုက်စမ်းပါခင်ဗျားတို့ဆင်းရဲတာဆင်းရဲသေးလို့ဆင်းရဲနေတာမဟုတ်ဘူးစနစ်မကောင်းလို့ဆင်းရဲနေတာဟုတ်လားဥပမာအဖြစ်ဒီနေ့ဒီချိန်မှာဆိုရင်လုံလုံရေးတက်တာရှိတဲ့အခါကျတော့လမ်းမဆက်သွယ်ရေးလုံလုံထုံးမှုမရှိတော့ပုံစံစစ်စစ်မှုပါအဲ့တော့လက်တော့ဝင်လာတဲ့ပုံရတဲ့ဂိတ်ကြီးအစစ်စစ်ပြဘုံမှာဝါဒဂိတ်တစ်ခါပြီးဒီဘက်ဝါဒဂိတ်တစ်ခါပြီးတော့ကျွန်တော်တို့လည်းခဲရောက်တော့ပုံစံလုံးများအစမှမြင်အဲ့တော့ကိုယ်နိုင်ငံကဖြစ်တဲ့စံတော်မှာစံထွက်တဲ့နေရာအစင်းလုံးနဲ့ကျွန်တော်တို့ဒီဘုံတော်ရောက်တဲ့စံသေးနဲ့ဘယ်တော့ပွားလဲအဲ့ဒါတွေအားလုံးပါကျွန်တော်တို့ကနိုင်ငံရေးအရာပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်ဒီအရာတွေကိုကျွန်တော်တို့ပြုပြင်နိုင်တဲ့အခြေအနေရှိအဲ့တော့ဒါကြောင့်မလို့ကြောက်နေသလားပြောလိုက်တာနားမလည်ဘူးလားပြောလိုက်တာစင်ရင်တော်ပါလားပြောလိုက်တာအိမ်မက်တွေကြောက်နေသလားအထူးသဖြင့်ကျွန်တော်တို့ကလူငယ်တွေကျွန်တော်တို့သားသမီးရဲ့ရွယ်တွေလူငယ်တွေမှာအိမ်မက်ဆိုတာရှိတာကြီးလာရင်ဆရာဝန်ကြီးဖြစ်နေတယ်အင်ဂျင်နီယာကြီးဖြစ်နေတယ်ဒါမှမဟုတ်လည်းငါချမ်းသာခြင်းနဲ့အဲ့တော့ပြောရတော့ခုကမှဆိုရင်ဒီဇိုင်နာဖြစ်နေတယ်မော်ဒယ်ဖြစ်နေတယ်အစရှိသည်ရှိတဲ့ဖြင့်ကျွန်တော်တို့ကတော့အဲ့ဒီဝိကျက်ကြရာမရှိဘူးအခုဝိကျက်ကြရာအများကြီးပဲဒီညမောင်းတဲ့လူဖြစ်နေတယ်ပိုင်းလို့ဖြစ်နေတယ်ကျွန်တော်တို့ကမရှိဘူးဒီဇိုင်နာဖြစ်နေတယ်ဆိုတာကျွန်တော်တို့ကမရှိဘူးဒါပေမဲ့အခုဖြစ်မှာတော့ဝိကျက်ကြရာအများကြီးပဲသို့တော့ပြီးခဲ့တဲ့၄နှစ်ကျော်၅နှစ်ကျော်အတွင်းမှာကျွန်တော်တို့ဘာဖြစ်နေမှမသိတော့လူငယ်တွေနေနဲ့မနေ့ကညအတွက်ကိုပဲရုပ်ကန်းနေရတော့ကိုယ့်ကိုယ်နောက်တစ်ချိန်မှာဘာဖြစ်နေလဲဆိုတဲ့အိမ်မက်ပါပျောက်သွားပြီးတော့ရွာချင်းမှာဆိုရင်ဟိုကျွန်တော်ကကြီးစရာလူတွေပြောတယ်တကယ်တော့သိခဲ့ရွာချင်းမှာဘာကြခဲ့လဲဆိုတော့ချိုးရည်ရဲ့ဒုက္ခပဲကြခဲ့အကျွမ်းရောက်တဲ့ကလေးတွေတက်ကြီးရွယ်နေကြခဲ့အကျွမ်းရောက်တဲ့လူတွေအားလုံးကတရားဝင်ရောအခုဆိုတရားဝင်ကြားဖို့အတွက်ပြီးတော့ညနေကမှတော့ဒီချုံခံရအဲ့တော့ဘလို့ဘာမှမရှိလဲဆိုတော့မြန်မာနိုင်ငံသားတွေဖက်သွားတဲ့တရားဝင်ရောအလို့တော့ဆယ်တန်းပြီးမှရှိတယ်လို့ကျွန်တော်တို့သိရတယ်။ဒါတန်း50မှာအကျွေးကောင်းအလုံးလုံးနိုင်တဲ့အကျွေးကဆယ်တန်းတော့ပြင်ထွက်သွားတယ်ဆိုတော့ကျန်တဲ့တန်း50မှာလည်းပြီးလိုက်တော့အဲ့ဒီအကျွေးရောပြည့်တဲ့ကလေးတွေတက်ကြီးတွေကြံခဲ့အဲ့တော့နိုင်ငံသားကပြန်ပို့တဲ့ပတ်စံလေးနဲ့ရက်နေရဒါတော့မှပြန်ပို့နိုင်တဲ့လူမျိုးတွေရက်နေနိုင်တချို့ဆိုရင်လေနားရအဲ့ဒါလေရောင်းဝိုင်းရောင်းနဲ့နိုင်ငံသားသွားမယ်ဆိုပြီးတော့လုပ်တယ်ကျွန်တော်ဒီမှာကြောက်ချင်းမမေးလို့တကယ်တော့အဲ့လိုမျိုးအလိခံရတဲ့လူတွေကအနက်မှာလို့ကြားအဲ့တော့အိမ်မက်တွေပြောင်းနေသလားပြောလိုက်စမ်းတော့အားလုံးကိုစားပြောပြီးမဲ့အဝါလာပါပြီဒါကျွန်တော်တို့ရောက်ဒါလို့ရှိရောက်အဲ့တော့ရောက်လာပြီးတဲ့အခါကျတော့ကျွန်တော်တို့မပြောရတဲ့ကိစ္စကြောက်နေတဲ့ကိစ္စကျွန်တော်တို့ကကိုစားပြောပြီးမပြောတတ်ဘူးပြောတတ်အောင်ကျွန်တော်တို့ကခင်ဗျားတို့အကြံဉာဏ်ပေးကိုယ်တိုင်တော့ပြောတတ်တယ်ကိုစားလည်းပြောပြီးစီတယ်ဆိုရင်တော့ပြောပြီးနော်အဲ့တော့သင်ရတော်ပါလေကျွန်တော်တို့ပြောအဲ့တော့ကျွန်တော်တို့ကဒီကိုယ်စားတွေဆိုတာကခင်ဗျားတို့ကိုစားခင်ဗျားတို့ပြောနေတာတွေကိုပြောပြရမယ်လူတွေလုပ်နေတာတွေကိုလုပ်ပြရမယ်လူတွေအဲ့ဒီစနစ်ကိုရောက်တဲ့အခါကျတော့ဒီကရကာလအရေးပေါ်ချင်းချင်းညာတော့ဥပဒေတွေကတော့လုံးပြီးလုပ်တယ်လူပဲတယောက်ပဲအဲ့ဒီဥပဒေတွေကိုသင်သုံးတယ်လူပဲတယောက်ပဲတ
တရားရတာလားမရတာဘူးလားအဖြစ်ကျူးလို့လားမကျူးလို့ဘူးလားစီရင်ဆုံးဖြတ်တဲ့သူပဲအဲ့ဒါပါလဲဆိုတော့အာနာပေါင်းမှုကလုံးအရေးပေါ်ခြင်းတွေဖြစ်နေတော့တယောက်တည်းအခိုင်အမာဖြစ်တော့ပါရွေးကောက်ပွဲပြီးသွားရင်ခင်ဗျားတို့ကိုယ်တိုင်တွေကပြုလုပ်တဲ့ကြောင့်အစိုးရလုပ်ရတယ်ဟုတ်လားမှန်ရဲ့အဲ့ဒါကျွန်တော်တို့ကသူ့ကိုမေးဖို့မေးတာတွေပေါ်ယူပြီးတော့ကြားနာတာတွေကျွန်တော်တို့လုပ်လို့ရတယ်ဥပဒေတိုင်းလုပ်တယ်လို့ပြောတယ်ခင်ဗျားတို့တွေရဟုတ်အဲ့ဒါဆိုဒီဥပဒေကိုပြင်ရအဲ့ဒါခင်ဗျားတို့ရွေးလိုက်တဲ့ကိုယ်တိုင်တွေကနေသိကျွန်တော်တို့ကလုပ်ရအဲ့တော့အဲ့လိုတွေလုပ်နိုင်ဖို့အတွက်ရွေးကောက်ပွဲမှာမဲပေးဖို့ဒါတော့အခုတော့ပြည်သူနဲ့ထိုက်တယ်တဲ့ဘိုးရတယ်ဆိုတာကျွန်တော်တို့ပြည်သူတွေကိုအတင်းပေးလို့တို့တော့လက်တွေ့ချိန်မှာတော့အဲ့ဒီ online ကနေပြီးတော့အမျိုးမျိုးထောက်တဲ့ထိတ်ထောက်နေတာကြောင့်ဘာလို့ဒီဖြစ်လာလဲဆိုတော့ရွေးကောက်ပွဲမှာရှင်းတိုင်းသူမရှိလို့တယောက်တည်းပုံစံနဲ့ဖြစ်ရင်ရွေးကောက်ပွဲမလုပ်ဘဲနဲ့အလိုလျောက်သူကပုံစံနဲ့ဖြစ်သွားအခုလိုတော့ကျွန်တော်တို့နဲ့ခင်ဗျားတို့နဲ့လာပြင်ပန်းနဲ့နေခုကျဲတဲ့မှာတွေ့တာပြောတာလို့ကြံလို့အဲ့တော့ဇာနာရဲ့ရုပ်ရှင်ကိုပြောတယ်အော်တိုဘယင်ဖြစ်သွားတယ်ကြည့်ဘူးလားအော်တိုရင်အော်တိုရင်ကြည့်ဘူးလားကြည့်ဘူးလားဟောနော်အဲ့တော့အခုသိကြောင်းမှုတွေလူမျိုးကြောင့်မို့လို့နေရင်ခံရင်းနဲ့ရွေးကောက်ပွဲမလုပ်ဘဲနဲ့အနိုင်ရသွားတဲ့ပုဂ္ဂိုလ်30ကျောက်ရှိကဲအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေသုံးသုံးကျွန်တော်တို့မရွေးလိုက်ဘဲနဲ့မရွေးလိုက်တွေကအမှတ်ဖြစ်သွားဒါအရင်ဆုံးကျွန်တော်ပြောပြနောက်တစ်ခါအခုဆုံးဆုံးမနေ့ကဒီမမဲတွေပြီးကြကံရုံးကိုမဲပေးတဲ့လူတွေကိုsocial punishment လုပ်နေအချက်ခွဲတယ်ချင်းကြောင့်လည်းကံရုံးရှိရတယ်ပြီးတော့လာစုပြီးတော့ဘသူကံရုံးလာသွားပြီးတော့မဲပေးတဲ့ဆိုတာကိုနောက်ကိုရိုက်ပြီးတော့သူတို့ကိုအချက်ခွဲတယ်ကျုံချတယ်ဆိုပြီးဝိုင်းချင်းကြောင့်တော့သူကံရုံးမဲတွေတို့ကကျွန်တော်ပြောတယ်ခိုင်းပါရင်6တန်းလောက်ရှိတယ်လို့ပြောတယ်ဒီကဘာလုံးမှာ10တန်းဒီပါရှိတဲ့ကိစ္စမဲ9000ပေါင်းကျင်နေရှိဘသူသုံးပြောမှာလဲကျွန်တော်တို့ပြည်သူတွေသုံးပြောအဲ့တော့တကယ်ကတော့ဒီမိုကရေစီဘက်ကနေပြီးတော့ကိုယ်စားပြုမဲ့လူတွေကိုမဲမပေးအောင်ထိန်းချုပ်ခြင်းအားဖြင့်ဘာလို့လဲဆိုတော့အဲ့ဒါကျောင်းဖက်ကအလိုလျောက်အနိုင်ရတော့ပတ်တော်ပူညီနေတာဖြစ်တကယ်တော့ရတဲ့ကိုတင်းတင်းကြပ်ကြပ်နားလေရင်ကိုယ်ကိုယ်တိုင်ကိုကိုယ်မတွေးနဲ့လို့ထိန်းချုပ်ပိတ်ပင်တဲ့အတွက်ကြောင့်ကိုယ်ကိုယ်တိုင်မဟုတ်တဲ့တာကိုနောက်ထပ်9နှစ်ကျွန်တော်တို့အဲ့တော့ဒီရွေးကောက်ပွဲဆက်ပြီးတော့ရွေးကောက်ပွဲကပြတ်သွားမှာလားဆိုတော့ငါတို့မြင်နေရတယ်ဘက်ကပြီးဖြစ်တော့ဖြစ်တဲ့အခါကျတော့ရွေးကောက်ပွဲမှာဘယ်နှယောက်ပဲပြီးမှထမြောက်တယ်လို့ခုတွေမရှိဘူးတယောက်ပြီးအဲ့ဒီရွေးကောက်ပွဲကကပြောက်တကယ်တော့အခုကမဲပေးတဲ့ကောင်ကဖြစ်တော့မနေဘူးတို့တော့ကိုယ့်ဘက်ကမဲပေးတဲ့ပြည်သူတွေကိုဘယ်လိုရောက်လာဘူးဆိုရင်အဲ့တော့ဒါဒီမှာအကျိုးတော့ကျွန်တော်တိုင်းရှင်းပြပြီးတော့ပါတီရဲ့ရွေးကောက်ပွဲကျင်းပစာတမ်းဆိုတာကျွန်တော်တို့မလုပ်နိုင်တဲ့ကိစ္စတွေကျွန်တော်တို့ဂရုမပေးဘူးအဲ့တော့ရွေးကောက်ပွဲပြီးရင်တော့လာကြတာပဲကျွန်တော်တော့ကျွန်တော်မဲလေးပါပြည်သူတယောက်နေတဲ့ဆိုရင်ဘေးရတော့ဘာတော့ခင်ဗျားကိုမဲပြီးတော့ဘာဖြစ်လို့ခင်ဗျားကိုတွေးရမှာလဲဆိုတော့ပြည်သူပါတီကအာမခံရရှိအရင်ဆုံးနိုင်ငံရေးပြတ်သားမှုသမိုင်းတော်ကိုလေ့လာဘယ်လိုပုံစံတွေလဲဘယ်လိုလူတွေလဲဆိုတော့လေ့လာကျွန်တော်တို့ကဖတ်တော့ပြင်ထားတယ်နိုင်ငံရေးအပေါ်မှာခိုင်ခိုင်တော်မှာလက်တယ်နိုင်ငံရေးပါတီဆိုတာအာဏာနဲ့ပြည်ဆောက်ထားရင်အာဏာပါတီပတ်စံနဲ့ပြည်ဆောက်ထားရင်ပတ်စံပါတီနိုင်ငံရေးနဲ့ပြည်ဆောက်မှနိုင်ငံရေးပါတီအဲ့တော့ပြည်သူပါတီဟာဘာပါတီလဲပြည်သူပါတီဟာဘာပါတီလဲအဲ့ဒါသိရေးကြည့်ရွေးကောက်ပွဲဆိုတာနိုင်ငံရေးပါတီကိုစစ်မှန်ဖြစ်တဲ့နိုင်ငံရေးရှိတဲ့ပါတီကိုဝိမနိုင်ငံရေးကောင်းအဲ့တော့အားကြောင့်မဲပေးနေတယ်ဆိုတာလေးကျွန်တော်များတို့ကြားပြောပြီအဲ့တော့ကျွန်တော်တို့ကတော့နံပါတ်1ငြိမ်းချမ်းရေးကိုကျွန်တော်တို့ပူဇော်ပေးဆောင်ရွက်ငြိမ်းချမ်းရေးမရှိတဲ့ကာလပတ်လုံးကျွန်တော်တို့ကလုံခြုံမှုမရှိအဲ့တော့ဒါကြောင့်မလို့ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့ဟုတ်လားပြုပြင်ပြောင်းလဲမှုတွေဒီကိုပြည်ထောင်စုတွေပြင်ဆင်ရေးတွေဟုတ်လားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်ပြီးတော့အောင်မြင်ဖို့အတွက်ကျွန်တော်တို့ဒီကကြိုးစားပါနောက်တော့အခိုင်အမာငြိမ်းချမ်းတဲ့နေရာမှာအလုပ်ကိုင်ပြည်နယ်တွေဖန်တီးတယ်လို့ကိစ္စတို့ကြိုးစားပါမယ်
အဲ့ဒီမှာဒါပြည့်စုံဒီပုံတရားရှိရေးလို့ဘာလို့အစအဲ့ဒါတွေကကျွန်တော်တို့ဒီလိုပဲကြည်နာစာရမှာအတိအကျကျွန်တော်တို့ပေါ်ပြထားတယ်အဲ့တော့ဒီကတို့ကအမှတ်ခံနိုင်တာပါလေဆိုတော့ပြည်သူ့ပါတီဟာပြောပြီးပါတီကိုပြောပြီးမလို့ပြောပြီးလုံးနိုင်တဲ့ဟာကိုလည်းပြောအဲဒိုးနေကျွန်တော်တို့ခင်ဗျားတို့စီကနေမဲဒိတ်တောင်းတယ်လို့ကျွန်တော်တို့မလို့ညစ်ပတ်တဲ့နိုင်ငံရေးကျွန်တော်တို့မလို့ခင်ဗျားတို့စီကနေချိန်ထောက်ပြီးတော့လည်းမဲမတောင်းဘူးခင်ဗျားတို့စီကနေပြီးတော့ပြစ်နိုင်တဲ့ဟာတွေဘယ်လုံးတွေပြီးပြီးတော့လည်းမဲမတောင်းဘူးကျွန်တော်တို့လုပ်နိုင်အောင်ပဲကျွန်တော်တို့ပြောပြီးတော့မဲတောင်းဒါကြောင့်ပြည်သူ့ပါတီဟာပြောပြီးလုပ်တဲ့ပါတီဖြစ်တယ်ဆိုတာဒါကျွန်တော်တို့သိပြီးနိုင်အဲ့တော့ဒါကျွန်တော်တို့ပြန်ချုပ်ပါတော့အဲ့တော့အရေးကြီးတဲ့တရားတော်တို့ကျွန်တော်ပြီးတော့အဲ့တော့ဒီလိုဆိုရင်ဒီရွေးကောက်ပွဲမှာလည်းပေးနေလားပေးနေဘူးလားဆိုတာအော်တဲ့ရောက်လာတဲ့ပုံစံကြတော့သဘောပေါက်ပြီးပြီလို့ပြောတယ်အဲ့တော့ခင်ဗျားတို့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြပါလားမဲပေးကြပါလားမဲပေးကြပါလားဟုတ်မဲပေးလို့ဒီကောင်ဘယ်ပါတီကိုမဲပေးလဲဆိုတော့ပြောရနော်အဲ့တော့ကျွန်တော်တို့ပြည်သူ့ပါတီဟာရစ်ပတ်တဲ့နိုင်ငံရေးတော့ဘယ်လိုမှမလုပ်ရစ်ပတ်ကတော့ခဏခံရတယ်ပြောရရင်ပါတီလုပ်တယ်ဆိုတာနဲ့အာဏာယူတယ်ပါညာနဲ့ပြောတယ်ဘာမှမဖြစ်နေရကျွန်တော်တို့အာဏာယူတယ်လို့ပြောတဲ့လူတွေကြီးပဲနိုင်လို့တော့မသိဘူးနော်အဲ့တော့ပြောရရင်ရစ်ပတ်တဲ့နိုင်ငံရေးပြောရင်ကျွန်တော်တို့ကရစ်ပတ်ခံရတဲ့နိုင်ငံရေးကတော့တစ်လျှောက်လုံးကျွန်တော်တို့ကကြုံခဲ့တယ်ပြုတ်မတော်ကြောက်မတော်ဘူးခိုင်ခိုင်မာမာနဲ့ဆက်ကြည့်အဲ့ဒါတော့ကျွန်တော်တို့ရုံကြည်နဲ့ပြည်သူ့ပါတီကိုဆက်လို့နေပြီးတော့လက်ကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းတယ်အဲ့တော့ကျွန်တော်မေးတာကိုခြေခံပြီးမှသူ့လည်းဒီအပူတော့ပြောတာဒီမောမောနဲ့ဒီတော့ကြတာပဲဒီတော့ပြီးတော့ဆော့ဘာလို့ကျွန်တော်ကရှာပြပြောနေတာကျွန်တော်ဒီလိုတော့အများကြီးမပြောရတာလေကျွန်တော်ပြောမယ်တော့ကြောက်အဲ့တော့အဲ့လိုပြောဖို့အတွက်ကျွန်တော်အများကြီးမဲပေးကြဖို့ကျွန်တော်ပြစ်တာရက်ကန်အဲ့တော့ကျွန်တော်မေးတော့ဘယ်ပါတီကိုမဲပေးကြလဲပြည်သူ့ပါတီကိုမဲပေးဘယ်ပါတီကိုမဲပေးကြလဲပြည်သူ့ပါတီကိုမဲဘယ်ပါတီကိုမဲပေးကြလဲပြည်သူ့ပါတီကိုမဲသိကြအခုမျိုးနေတော့အခုမျိုးတော့သိကြဒါနဲ့ဒီတရက်ပြန်သွားတာလေကိုကြီးပဲသိကြမရကိုဘေးနာကဒီသားချင်းစေလူသားချင်းကိုရပ်ွက်တဲ့လူအားရင်းတော့ဆက်ပြီးတော့လက်စင်ကြရအောင်ဟေးဘာလို့တော့ခဏတည်းကဘာလို့စိတ်ကြိုက်လဲပြရမယ်ပါတီတော့တွေ့အဲ့တော့ဘေးလိုလည်းပဲဘာကြောင့်လဲပြင်းနေတယ်ဆိုတော့ဆက်ပြီးတော့လက်စင်ကြပြီးတော့သွားရင်သိရတယ်ဘုံမျိုးနေတဲ့နိုင်ငံရေးကြောင်းမှာအခုတိုင်းဒီလာကြီးလွတ်တော်မှာခင်ဗျားတို့ကိုစားပြုတဲ့ကိုယ်တိုင်တွေအများကြီးတော့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်မှာလည်းပဲခင်ဗျားတို့ယူလိုက်တဲ့ကိုယ်တိုင်တွေကခင်ဗျားတို့ပြောစေချင်တာကိုပြောမယ်ခင်ဗျားတို့လုပ်စေချင်တာကိုလုပ်မယ်ကိုယ်တိုင်တွေအများကြီးတော့အဲ့ဒါဆိုရင်ပြည်သူနဲ့ခိုက်ကြတဲ့အစိုးရဆိုတာဘယ်လိုအစိုးရမျိုးငါတို့ဟာဘယ်လိုအစိုးရနဲ့ခိုက်ကြတဲ့ပြည်သူတွေဖြစ်တယ်ဆိုတာကိုအားရပါရပြည်သူပါတီကိုမဲပေးဆက်လို့သိချင်းအားဖြင့်ရွေးချယ်ပေးကြပါလို့တိုက်တွန်းရင်းဒီလိုချုပ်ပါတယ်အားလုံးကျေးဇူးတင်ဒီကောဝေလာနိုင်မိကုံပြောကြပေးပါတော့ဒီလူပါတီဘောဓမ္မတော်ကကြီးသူဒီယာအထူးပဲပြုလုပ်ရှိပါတယ်ဆက်လက်ပြီးဒုစီစဉ်နေတဲ့တရားတော်ဘာတော်ပဲဆန္ဒရှင်ပြီးလူတွေမှာဒီလူပါတီဘူဝါလာများနဲ့ပတ်သက်ရတော့ပြီးလို့ဒီများရှိရတော့မေဘုများလေးဉာဏ်နိုင်ပါရဲ့နော်ရောမင်းရဲ့အစီအစဉ်ဆိုတော့အင်မတန်အရေးကြီးပါတယ်။ဘာလို့တော်လည်းဘူးလာတာလဲ။ဟုတ်။ဒီမှာငါးပါးကြောက်တာကိုယ်လုံးအောင်နော်။ဘာလို့လဲဒီမှာဒီနေ့ဒီလိုဒီမှာကျွန်တော်တို့ရက်ွက်မှာဖြစ်နေတဲ့ပြဿနာဘာလဲဆိုတော့
ကိန်းနဲ့ကိစ္စတွေပါတယ်ကိစ္စနော်အခုကျွန်တော်တို့ကလာကိုတောင်းပြရအဲ့ဒီစုကဘာလို့လာယူကြတယ်လို့ဘယ်လိုရရလဲသူကကိစ္စတွေပတ်လို့အားရသာလို့ပြောပြီးပါနော်ဒီမှာအရေးကြီးတဲ့နေပေါ်လည်းပြောပါအဲ့တော့ကျွန်တော်တို့ယုံကြည်တဲ့အတိုင်းကိုယ်ဝင်နေတဲ့ဒီနာသာမှာရေးလိုက်ပါပဲအဲ့တော့ဒီနေရာမှာဘယ်လိုပေါ်ပြလဲဆိုတော့စစ်မှုထမ်းမှုတွေနဲ့ပတ်သက်လို့ရှိရင်ဒီတော့ဝေဒီနာသာမှာပေါ်ပြတာပြည်သူ့ပါတီတစ်ခုပဲရှိတယ်လို့ပေါ်ပြဟုတ်အမှန်တော့ကျွန်တော်တို့ဒီကိစ္စကိုသိလို့လည်းကိုယ်တွေကတော့ပြည်သူတွေအားမှာဒီကိစ္စကြီးအဆိုင်သေးဖြစ်နေတယ်ဆိုပြီးတော့ဒီကိစ္စကကျွန်တော်တို့ဒီတော့ဒီတော့နိုင်ရမယ်ဆိုရင်ဖြည့်ရှင်းရမယ်အရေးကြီးကိစ္စတစ်ခုဖြစ်နေတယ်ကျွန်တော်တို့ဒီတော့ဝယ်နေတာဆိုတာမှာပေါ်ကြတော့အဲ့တော့စစ်မှုထမ်းမှုတွေဆိုတာသူ့ရဲ့မူလကိုပြန်ပြောရင်လွတ်တော်နှစ်ရမပေါ်ပြန်ပါကလေးကကြာကြတယ်ပြောရတော့ဒါဘုလိုဦးကြီးတန်းရွှေလက်ထက်မှာပြန်လာခဲ့ကြာကြတဲ့အခါကျတော့ဒီအားကိုပထမချိန်လွတ်တော်တက်တာမှာရောဒုတိယချိန်လွတ်တော်တက်တာမှာရောဒီဥပဒေနဲ့ပတ်သက်လို့ပြင်ဆင်တာပဲပြတ်တော်မလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဟာဒီတည်ဆဲမှုတွေဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ပြောနေတာကဥပဒေတွေနဲ့မှာရော NLD နဲ့မှာရောအဲ့ဒီဥပဒေအောင်ထက်ချင်းပြင်ချင်းမရှိတဲ့အတွက်ကြောင့်တည်ဆဲဥပဒေဖြစ်။တည်ဆဲဥပဒေကိုဒီလက်ထက်မှာကြာမှာဒါကိုကျင့်သုံးဖို့အတွက်အမိန့်ပညာချက်ထုတ်တာဖြစ်။အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကနောက်တဲ့လို့တော့မပေါ်ချင်းမှာတော့အဲ့ဒီဥပဒေကိုကျွန်တော်တို့ကပြင်လာပြတ်တာလို့မရဘူး။နောက်တစ်ခုကလည်းတာမန်ချင်းတွေမှာပြောရင်နိုင်ငံမှာပြည်သူစစ်မှုထမ်းဆိုတဲ့ကိစ္စဟာကျွန်တော်တို့ပြည်သူပါတီရဲ့စတင်ပြီးတော့ကလေးကဘောရမှာပါတယ်။နိုင်ငံတော်မှာပြည်ပရန်အနေနဲ့ပေါ်လာရင်နိုင်ငံသားတွေဟာအခြေခံစစ်ပညာတည်ပြီးသားတက်ပြီးသားဖြစ်လာ။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့မျိုးချစ်စိတ်ကျွန်တော်တို့ရဲ့နိုင်ငံချစ်စိတ်ဒါကြောင့်စစ်မှုထမ်းဥပဒေတဲ့ကိုဘာကြောင့်အခုကျွန်တော်တို့လူတွေကြားထဲမှာစိုးရိမ်တော့တာဖြစ်နေတာလဲဆိုတော့စစ်ပွဲတွေကြောင့်ဖြစ်ကိုရီးယားမှာပဲဒီကနေ့ကေပေါ့တော့မှာလို့ဆိုတော့စစ်မှုထမ်းဥပဒေဆိုတော့လေအာမေးတာတော့လည်းခါရတာဝိုင်းပြီးတော့ဟလာဟိုအာဖရိကပြုတ်သက်ကြတယ်ပေါ်နေကြတာပဲအဲ့တော့စစ်မှုထမ်းဥပဒေကတခြားနိုင်ငံမှာလည်းရှိသို့တော့ဒီမှာကဘာဖြစ်နေလဲဆိုတော့ဒီမှာညာဒီမှာကျူးကျော်မှုလည်းဟုတ်ပဲနဲ့ကိုပြည်တွင်းမှာအချင်းချင်းတိုက်ခိုက်နေရတဲ့ပွဲမျိုးကြတော့အဲ့ဒီစစ်မှုထမ်းဥပဒေကိုလောက်ပါပါပါဘူးဆိုရင်လည်းမရှိဒါကြောင့်မို့ကျွန်တော်တို့ကနိုင်ငံရေးကိုဦးစားပေးပြီးတော့ကျွန်တော်တို့ဆောင်ရွက်မယ်လို့ပြောတာကဒီစစ်မဲ့ဖြစ်သွားမှုတွေလော့ချလာတာနဲ့အမျှစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့စိုးရိမ်သောတာဖြစ်တာမျိုးချော့ချနိုင်လိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ဒီလူသားမှာစိုးရိမ်သောတာဖြစ်နေတာတွေကိုချော့ချဖို့ပဲနိုင်ငံရေးကိုကျွန်တော်တို့ဦးစားပေးဆောင်ရွက်တာဖြစ်တယ်အဲ့တော့ဘယ်ဒီတက်စီတာဒီရဲ့ကိုဆိုတာကျွန်တော်ဆိုရင်စိတ်ကြည့်ရတယ်အဲ့ဒါဘာလို့ကိုသားသမီးတွေတွေ့ကောင်းကျွန်တော်ပုံနေတွေ့ချီတက်တဲ့ကိုလည်းငါဆုံးသွားတယ်ဒီတယောက်ဆုံးသွားတယ်ဆိုရင်သူ့ရဲ့စားဝင်နေရတဲ့ဒီရာစာပူမီထောက်ပံ့တဲ့လူသားအရင်းမြစ်တွေအင်အားကြီးပါထပ်ပြီးတော့ဆုံးရှုံးအဲ့တော့နိုင်ငံတော်ကပြန်လဲကူတော်ရတဲ့ကိစ္စတွေအများကြီးဖြစ်တဲ့အချိန်မှာအဲ့ဒီစစ်မှုထမ်းမှုတွေကလည်းအခုဟာကျွန်တော်ကြားတော့ပါဥပဒေတွေပြောရင်ဒေဝါတို့သမ်းပြင်ဥပဒေမျိုးတွေရှိဥပမာဒီရောမှာစက်ကြီးတွေကနေ35နှစ်ကဘယ်ရောက်ရှိတယ်လဲကျွန်တော်ကအဓိကသိရင်တော့ပြီးရင်မဲနိုင်အတော့လိုက်တော့မယ်ဆိုရင်ဒါကစက်ကြီးတစ်ခုချမှတ်ပြီးတော့ဆောင်ရွက်တာဖြစ်အခုကအဲ့လိုကိုခဲနေတယ်တက်ဆိုင်ရာပါဝင်ရှိတဲ့သူတွေကနေပြီးတော့ပေါ်နေတဲ့လူပေါ်တဲ့ဆိုင်နေတဲ့လူချန်တယ်အဲ့ဒီအတွက်ကိုဒါပတ်စံပေါက်တယ်ပါညာဆက်ရှိနေတာအများကြီးပဲအဲ့တော့ပတ်စံပေါက်ပြီးတော့စစ်မှုထမ်းတဲ့လူငယ်ကရောအပြည့်ရောက်သွားဆိုတော့အပြည့်မရောက်ဟာဒါမှတော့လည်းအစစ်ရှိသေးတယ်ဆိုတော့အဲ့ဒါတွေကဘာလဲဆိုတော့တရားဥပဒေစိုးမိုးမှုအားနည်းနေတာပြတကယ်လို့ရွေးကောက်ပွဲပြီးသွားပြီဆိုရင်တော့ဒီမှာဖြစ်တယ်ဒီလိုတွေမှာဖြစ်တယ်ဆိုရင်အဲ့ဒီလိုမျိုးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကိုယ်စားလှယ်တွေကိုအကြောင်းကြားလို့ရတိုက်လို့ရတိုက်တဲ့အခါကျရင်ကျွန်တော်တို့ကစနစ်တကျဘယ်လိုဖြစ်နေတာလဲခင်ဗျာဘယ်လိုဆောင်ရွက်တယ်လဲဆိုတာတွေကိုကျွန်တော်တို့ကပေါ်ယူနေနေတာစစ်ဆေးတာဆိုတော့လုပ်လို့ရအဲ့ဒါဆိုရင်လက်လို့တယ်လုပ်လို့ရတော့နော်အဲ့တော့ဒါက
သင်္ကူရဥပဒေရပတ်သက်ပြီးတော့ကျွန်တော်တို့ကဥပဒေကြီးဥပဒေကိုပြန်သုံးသပ်တာအောက်ခြေမှာလုပ်နေတဲ့အမိန့်ညွှန်ကြားချက်တွေမှာဥပဒေကြီးဥပဒေတွေနဲ့စိုက်ကြတာကွယ်လွယ်တာဆိုတာကိုသိသိတာအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူ့ပါတီကိုယ်စားလှယ်များကဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကြေညာရတယ်။ဟုတ်ကဲ့ဒီလိုမျိုးများနဲ့ပုံကိုကြည့်ပြီးတော့ကောင်းတာလေ။ပုံလေးလို့တော့နော်ကျွန်တော်တော့နားရရောက်ပါ၄အောင်ပြီးဆောင်တာကတော့လာပြီးတော့ဝိုင်းရထောက်တယ်ပြည်သူပြောင်းဖြစ်ပါတယ်ကျွန်တော်တို့ရောက်ပါအင်တာနက်ဆေးရဲတဲ့ရောက်ပါလေးတယ်ကြာအင်တာနက်ဆေးရဲတဲ့ရောက်ပါဖြစ်နေတယ်ကျွန်တော်ရောက်ပါကျူးတွေလာတဲ့ကျူးဆိုတာကျူးကျော်နားပါလာကျူးကျော်နားပါတဲ့နေရာမှာခုကျွန်တော်တို့ဘာလို့ကယူမဲပေးလိုက်ပါလဲမဲပေးလိုက်မှာကျူးကျော်လေးတရားမဲ့နေရာမှာနော်ဒါလေးကိုတော့အချက်တော့တင်ပြပေးချင်ပါဗျာဆေးရဲတော့တဲ့မိသားစုဖြစ်တဲ့အတွက်ဒါလေးကိုကူညီတောင်းရတာပါဒီလိုလေးကျွန်တော်တို့နိုင်ငံနဲ့အဝမ်းမှာကြုံရတဲ့ပြဿနာကျွန်တော်ပြီးခဲ့တဲ့လူတွေဒီမှာတော့အော်တိုဘွေးတွေမှာကျွန်တော်ပြောပြစနစ်ပြဿနာကိုကျွန်တော်ပြောတာစီမံအုပ်ချုပ်မှုနဲ့ပတ်သက်တယ်အဲ့တော့ကြီးကြီးကျယ်ကျယ်ပြည်ကြီးတိုင်းသကလုံးတွေမပြောရတဲ့အရာသမားပေါ်တာအဲ့ဒါဘောင်းရတဲ့ဘိုးအရာသမားတွေပြောရတယ်ခလေးတော်တို့တောင်းပါတင်မှုတွေမြန်မာနိုင်ငံရဲ့အိရိယာဘလောက်ရှိစတူရဲမိုင်ပေါင်း24,000 6,000လို့ရှိနိုင်ငံရေးဟိုဘောဟာရရေးစနစ်ရေးအကြီးကျယ်မပြောတန်း90နဲ့လူတွေနဲ့စားလိုက်တာကြောက်တော့ရောက်ရတယ်ဒါကကျွန်တော်အကြမ်းပြောတာသို့တော့အဲ့ဒါဟိုလူမနေနိုင်တဲ့နေရာလို့ဟိုပြောရတော့အဲ့ဒါဟိုဘိုးရင်နာမသက်တွေမရှိတဲ့နေရာတွေတော့ရှိတော့သို့တော့ဒီလိုလည်းအကြမ်းပြောတာအိန္ဒိယစတူရဲမိုင်ပေါင်း24,000 6,000ကျော်ဆိုတာတား90နဲ့သားလို့တယောက်တယောက်ကိုခဏတော့ဘောလုံးမပါရတာကြီးအများကြီးတော့ဒါဆိုတော့လည်းပြောတာဒါပေမဲ့ဒီနေ့ဖြစ်နေတာကလူမရှိတဲ့အိမ်တွေနဲ့အိမ်မရှိတဲ့လူတွေနဲ့ဆင်းရဲကြတာပေါ့ဟာဘူးအများကြီးတချို့တွေကဘယ်တော့ပိုင်ဆိုင်မှတော့မသိဘူးရေတော့ပိုင်ထားတယ်အိမ်တော့ပိုင်ထားတယ်တော့မသိတဲ့လူတွေအများကြီးရှိအဲ့တော့ဆင်းရဲကြတာပေါ့ဟာဘူးတက်တယ်နောက်ဆိုကျူးကျော်ပြဿနာရှင်းတော့ဒီမှာရန်ကုန်ဆိုရင်ကျွန်တော်ကျူးကျော်ပြဿနာနိုင်ငံရာပြဿနာပြောတဲ့အခါကျတော့စစဉ်းစားကြတဲ့အဲ့ဒီနေရာလေးကိုထောက်ပြီးတော့စဉ်းစားတကယ်တော့အဲ့ဒီပုဂ္ဂိုလ်ရမယ်လားရဟောဒီမှာကတော့ကျွန်တော်ရန်ကုန်ပြည်ကိုကျွန်တော်တို့မှာပြီးပြောတာနားပြီးပြည်တဲ့အခါကျတော့အဲ့မှာအိုးရိပ်ပြက်စီးပွားပြက်ဒီလိုတွေပြက်စီးပြီးတော့အလုပ်ကိုင်နေစီးတော့အကုန်လုံးကရန်ကုန်ပြည်ရောက်ဒီနေ့ဒီချိန်မှာကျတော့စစ်ဘေးစစ်တမ်းကြောင်းလို့စစ်ဘေးဆောင်လို့ပြောရောက်လာပြီးတော့မြို့ပေါ်မှာအစစ်ပြေလို့နေတော့တချို့လည်းအပြီးချပြီးနေတယ်တချို့လည်းလွတ်တဲ့နေရာမှာအဆောင်သွေးဆောက်သေးလေးထိုးပြီးတော့နေတယ်အဲ့လိုနဲ့ကြာလာတော့အဲ့ဒါကြီးကရောက်ွက်ကြီးပြည့်အဲ့တော့ရောက်ွက်ကြီးပြည့်လာတော့ရောကျူးတော်တို့တရားတော်ဝင်လာဆိုတော့တချို့ကဘာသာဆိုင်ရာတွေကပတ်ဆောင်ရလာတော့ကောင်းနေပြီဆိုတော့အဲ့လိုတရားဝင်လို့ဝင်လို့လည်းဘာမှစောင်းပြနေတယ်ဟိုဟာဒီကအများကြီးတဲ့နိုင်ငံလုံးအဲ့တော့ဘာလဲဆိုတော့တရားဝင်ဆိုမှုအားနဲ့အဲ့တော့ဒါတွေကိုတနည်းကြဖြစ်အောင်ကျွန်တော်တို့ကဆောင်ရွက်ပေးတဲ့နေရာမှာဥပမာအားဖြင့်ကျိုးကျော်ပြဿနာတွေတော့ကျွန်တော်တို့မြို့ကြီးတွေမှာကြုံရတယ်အိမ်ငါးပြဿနာကျွန်တော်တို့ကကျိုးကျော်ပြဿနာပြောနေတဲ့အချိန်မှာ6လတစ်ချိန်အိမ်ငါးကတိုးတော့လို့တော်တော်ဖတ်ပြီးနဲ့အလုပ်ကလေးတွေပို့ပြီးတော့တော့ဒီရှိရတယ်ဒီပြောင်းရတယ်အဲ့ဒါတွေဟာတနည်းကြစီမံခန့်ခွဲမှုလုပ်ပါအဲ့တော့သူကမျိုးတွေပေါ်ရင်အဲ့ဒီမျိုးတွေမှာဒါကျွန်တော်စေမပူတော့ထားနိုင်တယ်ရောလူမရှိဘူးသူကြည့်လိုက်တော့ဟာကောင်းပါရဲ့အဲ့ဒီရေချောင်းတွေကြီးတွေကစားမင်းတွေအပြည့်စုံနဲ့ကျိုးပြီးဆောက်လာတာအဲ့ဒါတွေဆောက်ပြီးတော့မှသူကျွေ့တာမျိုးကစီမံကိန်းတွေလုပ်ပြီးတော့မှအဲ့ဒီမျိုးတွေနဲ့ဟလာကျွန်တော်တို့မျိုးရဲ့ဘာနဲ့ထိတ်တဲ့လမ်းတွေတကားခရီးတူတွေအကုန်လုံးစီစဉ်ပြီးသွားတဲ့အခါကျတော့မှအဲ့ဒီမျိုးကိုယူနေခဲ့တဲ့အခါကျတော့လေအိမ်သားကပေးတော့လာကသွင်းရုံနဲ့အနည်း20ဆိုရင်အိမ်သားဖြစ်သွားတယ်အဲ့လိုမျိုးစီမံကိန်းတွေမှာနိုင်ငံရေးစနစ်နဲ့ဆိုင်တယ်ဒါတော့တို့ဒီကျူးကျော်ပြဿနာကြီးရှင်းတယ်ဆိုတဲ့နေရာမှာကျူးကျော်ရင်ကက်ဆိုရင်လည်းတော့ရကျူးကျော်တွေကိုဘယ်လိုပြန်နေရာချမလဲသူတို့ဘယ်ကလာတယ်ဥပမာ
တိရန်ကုန်မှာဆိုရင်အေရော်ဒီတိုင်းမှာလာတယ်ဆိုရင်အေရော်ဒီတိုင်းမှာလောက်ကင်အခွင့်အလမ်းတွေပြန်ဖန်တီးပေးနိုင်ရင်အဲ့ဒီသူတွေကအေရော်ဒီပြန်တော့မှာအဲ့တော့ဘဘိုးတိုင်းကသူတွေရန်ကုန်ရောက်နေတယ်ဆိုရင်လည်းဘဘိုးမှာလောက်ကင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ရင်သူဘလူပဲဖြစ်ကိုနေရက်ကိုပြန်နေတဲ့လူတွေကြီးပဲကိုပြောမနေပါဘူးသူ့တို့ပြည်ရလို့ပြောနေတာမရှိပါဘူးတော့တွေ့အဲ့တော့သူတို့ကိုလုံခြုံစိတ်ချရတဲ့ကောင်းဝန်းကျင်ဖန်တီးပေးဖို့မှာဒါဟာနိုင်ငံရေးစနစ်နဲ့ဆိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူ့ပါတီတွေအများကြီးတော့ကျွန်တော်ပြောအတက်နဲ့ပြောလို့ပဲကျွန်တော်တို့ပြောအဲ့တော့ကျွန်တော်တို့ကဘိုးကနေပြည်တဲ့အကြောင်းခံရတဲ့ကိုယ်စားလှယ်ကိုကျွန်တော်တို့ဟလာဒီနေရာမှာကျူးကျော်ဆိုပြီးတော့ကျွန်တော်တို့ဖြစ်နေတယ်ဒီသားစုတော့ရှိတယ်အင်ဂျင်တော့ရှိတယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကိုယ်စားလှယ်တွေကနေသိကြပါတင်ပြပေးတဲ့အခါကျရင်ယာယီသိရှင်းတဲ့ပုံစံတွေရှိတယ်လို့ရေးချင်းသိရှင်းတဲ့ပုံစံတွေစဉ်းစားချက်တွေမှာကျွန်တော်တို့အားလုံးဝိုင်းဝန်းဆွေးနွေးပြီးတော့ကြေရှာပြီးပါမယ်လို့ကျွန်တော်ပြန်လည်ပြောကြားရတကယ်ပါကျွန်တော်လာရလို့တော့တက်တယ်အဲ့တော့ကျွန်တော်အဲ့ဒီလိုလားအပြန်အားရပါရပြောသူမင်းညာဆွေးနွေးတရားကြီးရင်ဘောတယ်လို့ပြောတယ်အဲ့တော့အားနာနေဘေးမှာဘုရားတရားဘုရားကျွန်တော်ကတော့ဒီဘုန်းကြီးဘောကနေပြီးတော့သူ့ရဲ့စကားပြုတဲ့နောက်တဲ့ဆိုတော့လေကျွန်တော်ဒီနေ့ဒီမှာတော့ယေရှုနဲ့ပတ်သက်လို့နော်ကျွန်တော်ယေရှုဆိုတာလည်းနာတဲ့ဘုရားရှင်ကယေရှုကအားရတယ်ပြီးတော့ယေရှုကလည်းအများအားလည်းလည်းလာပြီတကယ်လို့ဘုရားကြီးကိုပါတိကအများအားလို့ရှိရင်ဒီလိုမျိုးကကြည့်ရတယ်ကျိုးဆောင်တယ်လို့ဆိုတော့ဒီလိုမျိုးဟုတ်ကဲ့ကျွန်တော်ပြီးခဲ့တဲ့တစ်ကျော်လောက်ကကျွန်တော် Facebook မှာအဲ့ဒါလေးကျွန်တော်ရေးတင်မှုတယ်။လျှက်စစ်ဖြစ်လောကနိဗ္ဗာန်ကိုသိစောင့်တာဆိုတဲ့ဇာတ်လို့ကျွန်တော်တိုက်အဲ့ဒီတော့ကိုပြင်ပြီးတော့ကျွန်တော်ရေးပြ။အဲ့တော့ကျွန်တော်တို့လျှက်စစ်ဝန်ကြီးဌာနပေါ့။သူ့ရဲ့စိုင်းဘုတ်ပါရေးတယ်ဝိုက်ဆောင်းကြည့်ရ။လျှက်စစ်ဖြစ်လောကနိဗ္ဗာန်ကိုသိစောင့်တာဆိုတော့အဲ့တော့မီးပြည့်ရဲဆိုတော့ကျွန်တော်တို့ကလောကနိဗ္ဗာန်ဟုတ်တော့နိဗ္ဗာန်နဲ့ဆက်ကြည့်ပဲဆိုတော့ပြောအဲ့တော့ကျွန်တော်တို့ကတကယ်ကိုဖြစ်တဲ့နိုင်ငံတကာမှာမျက်စိမရှိနေလို့မရဘူးအဲ့တော့ဒီချိန်လုံးကဆိုတော့ကျွန်တော်ရင်းနှီးနေတဲ့အခုကအိမ်တိုင်းမှာဒေဝနီခဲ့ဟာခမင်းချက်ဝုန်းလုံးဒါဆိုတော့အနေဆုံးပြောတာစီးပွားရေးလုပ်ငန်းတွေဆိုလည်းလက်စစ်မရှိရင်ကိုယ်တို့လုပ်ငန်းတွေလုပ်လို့မရနောက်ဆုံးကျွန်တော်တို့အားဆိုင်တာကအစလက်စစ်မပါလို့မရတော့နော်အဲ့တော့စံကြေးခွဲတာကအစအဖြစ်ရှင်အဲ့တော့လက်စစ်မရှိတော့ဘာမှလုပ်လို့မရဘူးဒီကကတော့လက်စစ်ကြတော့ကျွန်တော်တို့နိုင်ငံကလက်စစ်ထုတ်ဖို့ဘာရကြကြဖြစ်နေတယ်ဆိုတော့လက်ရေအားလက်စစ်အချမ်းပဲရှိတယ်ဒါနဲ့ပြောတယ်လို့ရှိတယ်နောက်ပြီးတော့ဒီတွေဆိုးကျိုးတွေပါရင်ဒါကျွန်တော်တို့ကဒါတွေတော့ကျွေးတယ်အများကြီးရှိတယ်ဥပမာနေဘူးလေနေဘူးတော့နေဘူးလည်းပါကျွန်တော်တို့မနေနိုင်တာဗန်းတစ်ချက်ခေါင်းလာလိုက်ရက်စီတာဒါကျွန်တော်တို့ကဒါအဝယ်မိုးကျွတ်နော်အဲ့တော့နိုင်ငံတကာမှာဟလာရက်စီထုတ်ရဲ့ဒီတင်တာအများကြီးရှိဥပမာဒီကျွန်တော်တို့က10ရှိ10ကျောင်းနေရာနေပြီးတော့ရက်စီထုတ်တယ်ဘုရားရဲ့အခါမှာမိုးရာသီလည်းပုံသွားရောရေမရှိလို့ဆိုပြီးတော့အဲ့ဒီစင်တော်ကထုတ်တဲ့ပြည့်စစ်တွေကမထွက်ဘူးအဲ့တော့တကယ်ကအဲ့ဒီစင်တော်ဆိုတဲ့ area ကြီးကလူလည်းတက်မနေဘူးသဘာဝမဆိုင်ဘူးစင်တော်ဆိုတာအကျဉ်းကြီးပဲလေအဲ့ဒီထဲမှာနေရာပြည့်စစ်နေအောင်ကျန်းတွေတက်စစ်ထုတ်တဲ့အပြားကြီးတွေအဲ့ဒီပေါ်မှာကျင်းထားတဲ့ယူနဲ့နေရာမပုတ်ခဲနဲ့အဲ့ရနေတက်စစ်ထုတ်လို့ရတယ်အခုဒါလည်းလုပ်ကြတာလုပ်နေတာစတော့လုပ်အဲ့တော့ပြောချင်တာကကျွန်တော်တို့နိုင်ငံလူကြီးနဲ့ပြောရင်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လက်စစ်အင်ဂျင်နီယာနဲ့ကျောင်းပြီးတာ1983ခုနှစ်ကကျောင်းပြီးအဲ့တော့လောက်ကြာသွားပြီဆိုတော့40နဲ့နှစ်ရှိသွားပြီအဲ့တော့ကြီးစားပြောရင်တော့ကျောင်းပြီးကလေးကလက်စစ်ကိုပြန်မကြည့်တာအခုကလက်စစ်နဲ့ကျောင်းပြီးရတာပြောတာကျွန်တော်ကိုယ်တိုင်လည်းဘူးဘာလို့တော့ခံရလဲဒါလည်းကျွန်တော်စိတ်ဝင်စားတယ်လက်စစ်နဲ့ပတ်သက်ကျွန်တော်နိုင်ငံကျွန်တော်ခဏခဏပြောတော့ကျွန်တော်တို့ Facebook ပေါ်မှာလှောင်
သုံးရကျွန်တော်တို့ကမြင်းတက်မှာဆိုလို့ပါဝါပဲယူသွားတယ်ကျွန်တော်တို့သွားတဲ့နိုင်ငံမှာမြင်းတက်တဲ့အခါကျတော့အဲ့ဒီပါဝါပဲကအတော့မတဲ့ဒါကကျွန်တော်တို့ကြားနေတယ်အဝေးကိုအိန္ဒိယတရုတ်ကတော့ကျွန်တော်တို့ထိုင်းတော့မြင်းတက်တယ်တော့မတွေ့ဘူးနောက်တော့ဒီကြပြောရင်အဲစင်းတယ်တော့အဲ့တော့သူများနိုင်ငံတွေအဲ့လိုဖြစ်နေရတာကိုယ်နိုင်ငံမှာဖြစ်တာကိုကိုရီရဲ့အစိုးရဆက်ဆက်ရဲ့စီမံခန့်ခွဲမှုအားလည်းဖြစ်ပြီးလို့မမြင်နေနဲ့သူကအမြဲအဖြစ်ပဲပြောတယ်အတိုက်ခံပြီးတော့ဘာပြေပေါ်နေရောဘာပြည်ရင်းကြီးတော့လည်းဝဲလေရသုံးနေတာပဲဒိတ်ရတယ်သူများနိုင်ငံမှာလည်းရှိတယ်လည်းဝဲလေရနိုင်ငံကြီးဆိုတော့ဝဲဝင်တဲ့ရအောင်အဲ့တော့အလဲကသွားကြည့်တယ်အလဲကဝဲရေးရှိတယ်အလဲလက်ရရေးရှိတယ်နောက်နိုင်ငံကြီးမှာတရုတ်ဝဲတာဘယ်နဲ့ဒီနိုင်ငံကမှလည်းဝဲလေရပြတ်သွားနေတယ်ဒီတော့နိုင်ငံတွေမှာလည်းဝဲနိုင်ငံကြီးမှာရှိတယ်လက်ရနိုင်ငံကြီးမှာရှိတယ်ပြီးတာကြီးတော့ပဲအဲ့တော့ဒီနိုင်ငံတွေကနိုင်ငံကြီးကဒါတွေကိုပုံပြပတ်ပြတ်ပြီးအဲ့တော့လက်ရှိတော့ပြန်ပြောရင်ကျွန်တော်တို့ကလည်းသက်သာရင်အများကြီးရှိတယ်ဒါမှလည်းကြတော့ခွင့်သွင်းလုပ်ပြီးဆိုရင်တချို့ပြည်နိုင်ငံမှာရှိတယ်ရှောင်းလွဲလို့မရဘူးရေမတိနဲ့လေမတိနဲ့ကောမတိနဲ့တောင်မတိနဲ့လိုက်ပြီးတော့ကြောက်ကပ်ပြီးတော့ကျွန်တော်တို့အဟောင်းထဲမှာမလုပ်နိုင်ဘူးအလကားတော့မမရဘူးရေရတဲ့စိတ်လို့ရှိရင်အဲဒီရေစီးတဲ့နေရာကိုတမန်တော်ကပိတ်လာကျွန်တော်အမေရိကန်ရောက်တော့ဟူဝါပြန်ဆိုဟူဝါဆယ်ဆိုရင်ကျွန်တော်ရောက်အဲ့တော့ဟူဝါရဲ့နာမည်လေးဆောက်တယ်အေးရောတဲ့တမန်ကြီးပဲအဲ့တော့ဘာလို့30မှာဘာလို့ဒီလိုတက်ကဖြစ်တယ်မှာကြတော့အမေရိကန်မှာတော့ကိုယ့်ကိုယ်ကိုတတ်တယ်လို့အများကြီးဖြစ်နေပါလားအဲ့ဒီမှာဒီမိုင်းပြန်ပြီးတော့လို့ထားဖို့ဆိုပြီးလုပ်တယ်ကမှတရားစစ်ပါတော့မရတော့လုပ်တာဖြစ်တယ်ဆိုပြီးတော့အမေရိကန်နိုင်ငံတို့ကဟူဝါပြန်ပြီးတော့ဆယ်တမန်ကြီးဆောက်အဲ့ဒီတက်အများကြီးပဲအဲ့ဒါကျွန်တော်တို့ဝေးလာတာနည်းနည်းလေးပါဘူး။ဆောင်းဝေးလာတာ50 60ဟောနေတယ်။အဲ့တော့ဆိုလိုတာကပြည်ပြည်ထုတ်ပြီးဆိုရင်ဒီလိုက်သွားတဲ့ဟာတွေကိုဘယ်လိုပြန်ပူသားမလဲဆိုတော့ကျွန်တော်တို့ကလုပ်အောင်။အဲ့တော့ဒီလိုက်ကိုအနည်းဆုံးပြအောင်ဒီနေ့ဖြစ်ပေါ်ကြီးပညာတွေနဲ့အရင်တော့ဆောက်တဲ့ကြီးပညာဟုတ်တော့တယ်နဲ့ဒီလိုက်ကိုအနည်းဆုံးဖြစ်တဲ့ကြီးပညာတွေကျွန်တော်တို့ကလုပ်အောင်။ဒါကြီးကျွန်တော်တို့ကြောက်ပြီးဝေးမလုပ်နဲ့ဒီလိုထွက်တယ်အာကျွန်တော်တို့အပေါင်းထဲမှာမလုပ်နိုင်ဘူး။ကျွန်တော်ဂျပန်ရောက်အဲ့ကလီကိုဆိုတာတန်ရှင်းသောကြောင့်ဒီလိုဆိုတဲ့စိတ်ကျွန်တော်တို့သွားလိမ့်သွားလိမ့်လာတဲ့အခါတော့ကြောင့်ဒီလိုပဲဒီနေတာပြည့်တဲ့အခါကျတော့အခုကျွန်တော်တို့စိုးရိမ်နေဆိုတဲ့ acid ဘိုးတော့ပြပါတော့သူကစာပါဖက်ကိုစာတွေ acid ဖြစ်တယ်ထွက်တော့တို့တော့ကောင်းဆုံးတော့ထွက်တယ်လေထွက်အဲ့တော့ကျွန်တော်တို့ကြောင့်ဒီလိုသုံးတယ်လို့ဘိုက်ကြောက်တဲ့အခါကျတော့တော့ဒီကကျွန်တော်တို့ကတိုင်းတာတော့မရဘူးကျွန်တော်တို့ရဲ့ခေါင်းပေါ်တဲ့ကကျွန်တော်တို့နိုင်ငံကြီးကိုနိုင်ငံရေးအပေါ်တဲ့ကအပေါင်းကြီးပြအားပါရေးဘေးကတရုတ်ကလည်းကောင်းပြီးလို့ကောင်းတော့ဝင်ပြီ။အော်တဲ့ချင်းနဲ့လူသားကောင်းနေရတာတွေတုံးနေတဲ့ကောင်းတော့ဝင်ပြီးထွက်ပြီးအိန္ဒိယလည်းထွက်တယ်။ကျွန်တော်တို့ခေါင်းပေါ်မှာအဲ့ဒီကောင်းဖို့သိတိုက်ပြီးတော့အဲ့ဒီကောင်းဝင်ကကိုယ်လုံးနဲ့သူကခေါင်းထဲမှာဘုံလုံးခိုင်ပြီးတော့သူများကောင်းလုံးဝင်လာလို့ဘောင်းထွက်လာအဲ့ဒီတော့ပြောပြောတာအဲ့တော့တကယ်တကယ်ကတော့ဒီပညာအစစ်မြင့်ပြီးတော့တစ်ချိန်မှာအစိမ်းအောင်ဆွဲနေပေါ်တော့အဝိဇ္ဇာကြီးတဲ့ကိုလည်းဒီဆွဲအစရှိတဲ့ဆွဲရင်ပြောင်းအမှုတွေကတော့ထားသို့တော့အဲ့ဒါတွေရမှပြီးပြင်းမယ်မရရင်ပေါ့လည်းမလုပ်နိုင်တယ်လို့တော့ခံလို့မရဘူး။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့နိုင်ငံပူဇော်တိုးတဲ့ဖို့အတွက်အခြေခံလမ်းပန်းဆက်သွယ်ရေးအခြေခံဆောက်အဦတွေပေါင်းဖို့လိုတယ်။ plastic ပုံမှန်ရဖို့လိုတယ်။အဲ့ဒါတွေကကျွန်တော်တို့အနေနဲ့ပြည်သားပြီးဆောင်ရွက်မယ်အစီအစဉ်တွေဖြစ်ပါရဲ့ဆိုတာလေးကျွန်တော်ပြန်ပြီးတော့ကြည့်ကြရအောင်။ဆိုတော့အဲ့လိုလုပ်တဲ့ခါမှာလည်းကျွန်တော်တို့ socialist လို့ဆွဲနေတာရှိတယ်။အားလုံးအစိုးရလုပ်တယ်လို့ပဲစဉ်းစားတယ်။မဟုတ်ပါဘူး။တချို့ဟာတွေကသူ့အတိုင်းတာနဲ့သူ့ပါမနာနဲ့သူပုဂ္ဂလိကလုပ်ခွင့်ပေးလိုက်လို့ရှိရင်အစိုးရကဘောပီနဲ့ဆောင်းကန်ပြီးတော့စောင့်တယ်။ဘယ်ဟာကိုလုပ်နိုင်ခွင့်ပေးလိုက်ပါပြီးလို့လက်လက်ထိုးလိုက်လို့ပဲအဲ့ဒီမှာပြီးနေတယ်။အဲ့ဒါလေကျွန်တော်ပြောနေတာကဒါတွေကတော့အပေါ်လို့သူကိုယ်လုံးပဲပြည့်စင်လာနေတယ်အဲ့ဒါကျွန်တော်တို့ကခိတော့ပြန်ဆွဲနေတယ်ဟုတ်လားတချို့ဟာတွေကသူကပုဂ္ဂလိကလုပ်နေတဲ့အတိုင်းတာတွေကိုဘယ်ဟာကိုဘယ်လိုကြီးပညာနဲ့ဘယ်လောက်ပမာဏလုပ်နေလဲဆိုတာကိုအစိုးရဆိုတာဘောပင်ထောင်းနဲ့ကြိုင်တာအဲ့ဘယ်စာရုံးမှာလည်းမထိုးရမယ်ဆိုတာကလုံးရတယ်အဲ့တော့ပြီးရင်အဲ့ဒီရွာပြီးနေတယ်အဲ့ဒါကြောင့်တို့ချို့ဟာတွေကသိခဲ့ရတဲ့ပြဿနာတွေမဟုတ်ဘူးစီမံခန့်ခွဲမှုပြဿနာနဲ့
နိုင်ဆုံးအဲ့ဒီကိစ္စကိုကျွန်တော်ပြင်မယ်ကြောင်းတော့ကျွန်တော်ဆောင်ရွက်ပါဘိုက်ကြီးရောဗျာဝိဇာရဗျာတကယ်ကိုတက်တက်ထွက်ထွက်အပြန်အပြေးရဆွေးနွေးခွင့်ရဟုတ်ကဲ့ဒါရေးကြီးလို့ပဲနော်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးမှာဒါကလုံးကြီးကြီးတိုင်းကြီးတော့ပြောနေအများကြီးပဲဟာဖက်ဒရယ်တို့ဒီမိုကရေစီတို့ဘာလို့များလို့အဲ့တော့နိုင်ငံရေးကိုကျွန်တော်အားလုံးနားလည်တယ်လူတွေလည်းတော့နိုင်ငံရေးကလူနဲ့နေကြီးပဲလူကိုကျွန်တော်တို့ဘယ်လိုဒီမှာကံဝဲလဲရေကြီးဆိုတဲ့အခါမှာရေပေါ်တရားစာတော့ရေရောက်တရားစာတော့ရေအသုံးချမှုအဲ့တော့ဘယ်လိုဒီမှာကံဝဲလဲဆိုတာအဲ့ဒါနိုင်ငံရေးပဲအဲ့တော့အခြေခံကြတော့ကလူနဲ့နေကြီးပဲအဲ့တော့လူမှာနိုင်ငံတနိုင်ငံလို့ဖြစ်လာပြီဆိုတော့ဘယ်ပေးခွင့်ဆိုတာကနိုင်ငံသားဖြစ်မှာပဲပေးလို့ရဒါဆိုရင်ကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့လူတွေဟာနိုင်ငံသားဖြစ်သလားမဖြစ်ဘူးလားဆိုတာအဲ့ဒါအရေးကြီးတဲ့အချက်ဖြစ်လာအဲ့တော့ကျွန်တော်ဟောက်ဖို့လုပ်ပြီအဲ့တော့ကျွန်တော်တို့ဟောက်ဖို့တွေကလည်းတာမဏိရဲ့လို့တော့မဖြစ်ဘူးဘာလို့သွားရအောင်ပါကျွန်တော်အားလည်းမဝယ်လည်းမပုံတင်ကဲပုံကဲလည်းမပုံတင်ဟာပစ္စည်းရှုပ်ရုပ်သွားဟောက်ဖို့တင်ဆိုတော့အဲ့ဒီဟောက်ဖို့တင်တဲ့နေရာလဲလုံးဖားပြီးတော့အဲ့ဒီအားမှာကျွန်တော်တို့ရဲ့နိုင်ငံရဲ့လိုအပ်ချက်တွေပြောရတယ်ကျွန်တော်တို့ကျိုးဟောက်ဖို့တင်ဒီကျွန်တော်ရည်ခဲ့တယ်ဒါလည်းကျွန်တော်ရဲ့ပြည်လို့ပြီးလူက50လောက်ပြီဒီတော့ဘုံပဲအိမ်တော်ရေးချင်ပြီးမရှိပြို့ဘုရားတပြုတ်ကိုရတော့ပါဒီဒီဖြစ်နေတယ်အဲ့တော့တင်တဲ့ဒီမရှိပြို့ပဲနော်အလုပ်ကကြောင်းတော့ဟာကြည့်လိုက်တော့ဘောမရှိတော့အဲ့တော့ကျွန်တော်တို့အဲ့တော့ပုဂ္ဂိုလ်ပြင်နဲ့ပတ်သက်ရင်လူမှုကြီးတဲ့ရေးနဲ့ပတ်သက်ရင်အခုတော့ကျွန်တော်တို့ဒီတဲ့စနစ်နဲ့ smart ကတ်တွေပါလို့အဲ့ဒါစနစ်အားကောင်းလာပြီဆိုရင်တော့ကျွန်တော်ဆိုရင်တော့ကျွန်တော်ပြုလို့ပြောတာခုတော့တစ်ဆက်ပုံနဲ့နိုင်ငံကိုဒါမှမရှိသွားလို့ရအဲ့ဒါရှယ်ကန်ဗီဇာလို့အဲ့ဒီဗီဇာလုပ်တယ်ခုတော့ပါတဲ့နိုင်ငံတွေကိုထပ်ပြီးတော့ဘာမှဗီဇာပဲလုပ်နေကြဘူးတောင်းနေတက်ထွက်တယ်ကနိုင်ငံတွေတော့ဟုတ်အဲ့ဒီလိုနိုင်ငံတော့မဟုတ်ဘူးလည်းကြားတယ်အဲ့ဒါကျွန်တော်တို့ passport ကလုပ်လိုက်ပါတယ်အခုတော့အဲ့ဒီပြည်နယ်နဲ့ဆက်လက်တော့ရောက်သွားတဲ့နေရာကိုပို့ပြီးတော့ရောက်ပြီးတော့အဲ့ဒါတန်းပြီးတော့နှိမ့်လိုက်တာနဲ့ပုံပေါ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီတော့ဝယ်နေတာစကားမှာဒီ government ဆိုတဲ့စစ် government တဲ့စစ်အစိုးရဂျန်ဂျန်ဆန်ဆန်ဖြစ်ပေါ်ဖို့အတွက်ဒါပြေဆောင်ရွက်နေကြတာဟာပြည်သူတွေနေတဲ့ခင်ဗျားတစ်ခုပဲရှိအဲ့ဒါလေးလည်းမှတ်တော့လို့တယ်ခုရဲ့နိုင်ငံသားတပ်တဲ့နံပါတ်အဲ့ဒါလေးတော့မှတ်ထားပြီးရောက်တဲ့နေရာမှာအဲ့ဒီနံပါတ်ပြောလိုက်တာနဲ့ခလုံးနှိမ့်လိုက်တာနဲ့ခင်ဗျားရဲ့ရက်ကြီးရောပေါ်လာမယ်ခင်ဗျားရဲ့ကိုကြီးချက်တဲ့ပေါ်လာမယ်အကုန်လုံးအဲ့လိုပေါ်နိုင်တဲ့စနစ်ဖြစ်အောင်လုပ်ရင်ကျွန်တော်တို့ပြည်သူတွေအားလုံးတိုင်းသွားရအောင်အဲ့ဘောပုံတွေကို plastic တော့တော့ဒီကမ္ဘာကြီးပါတော့တယ်တော့အဲ့ဒါအပြေးပြေးတော့ရောပါလိမ့်မယ်ဖြစ်တယ်ဆိုတော့ဒီပြဿနာအားလည်းပဲတချို့ကပြောတယ်ဘာကြောင့်ကောင်းနေတာလဲကျွန်တော်တည်းပဲပြောလိုက်ဘုဒ္ဓကင်တို့နဲ့တဲ့ကလေးပါတော့အဲ့ဒီgovernmentဆိုတာပြောလာနှစ်30ကျော်ပြီဒီနေ့ဒီကမှာကျွန်တော်တို့ဖုန်းထဲမှာပုံနေတဲ့ application ကိုဟာလာဒါလေးကိုတောင်းပြီးသုံးတယ်လို့ပဲဒီကမှာအဲ့ဒီလာမဲ့လုပ်တယ်ဆိုဘယ်နာသုံးပါပြည့်စုံကလာလူလူကြီးတဲ့လေးကအဲ့ဒီအတိုင်းဝယ်ပြီးသုံးလိုက်တော့ပဲပြီးတို့တော့ပြဿနာကအပြောင်းလဲကိုကြောက်တဲ့လူရှိအဲ့ဒီအပြောင်းလဲမလုပ်ခဲတဲ့လက်ရှိစနစ်ဟောင်းရမှာဟိုလည်းသဘောနဲ့ပြတ်သွားလိုက်ပြတ်သွားလိုက်ဟိုလည်းသွားလိုက်နဲ့အဲ့လိုတန်ပုတ်ထုတ်ပြီးတော့အကျိုးစီးပွားဖြစ်နေတဲ့သူတွေကအဲ့ဒီပြီးသားတဲ့ကြောက်အဲ့ဒါနဲ့ပြည်သုံးတယ်ဆိုတဲ့ဒီအောင်မြင်တဲ့ကိစ္စပါကျွန်တော်တို့ကလုပ်ပြီးရတယ်အဲ့ဒီကိစ္စကိုလည်းတကယ်တမ်းဖြစ်တော့ကျွန်တော်တို့ကိုယ်ပဲဆောင်ရွက်သွားတယ်ဆိုတာကိုကျွန်တော်ပြန်ပြီးကြားရတယ်ပြောရတော့အများကြီးလေလားပြောတော့ပြီးတို့ပြည်နေတဲ့တွေ့လို့ရှိရင်ပြောလို့ကိုတော့အဲ့တော့အခုဒီပိုင်းတော့နေတယ်တော့ကိုယ်တင်တရားပေါင်းလို့ပြောထောက်ခံကြလူတို့လာ
ကိုသွားတော့တဲ့ဆိုတော့ကိုရင်ပြတော့ပါပြီဟုတ်လားတော့ဒီကြောက်ကလည်းအခုကောင်းတယ်တော့ကောင်းတယ်တော့ကောင်းတယ်ဆိုတော့ဘယ်လိုလဲကျွန်တော်တို့ကတော့ပြုတ်ကြည့်ချင်းရောက်နေရှင်းတယ်ဟုတ်လားတော့ပြီးတော့ခုခိုင်ရွေးထားလိုက်တော့ပြုတ်မှုတွေရှိတာလေဆိုတဲ့တိုင်းတော့ပေါ့အဲ့ဒါဆိုကိုကြီးပေါ့မဟုတ်ဘူးကိုကြီးတရားကောင်းလို့တော့ဟုတ်တယ်အဲ့ဒါမပိုင်လို့လို့ရတယ်ဒီကားမှာတချို့ကပြောနေတယ်ပါတီနိုင်ငံရေးပြည်ရှင်းတောင်းထောက်ခံတယ်အဲ့လိုမလိုအပ်တဲ့ဟာတွေလုတ်ပူတွေလုတ်ရတဲ့ကိစ္စအဲ့ဒါတွေအားလည်းကျွန်တော်တို့ပြောခွင့်ရရင်ကျွန်တော်တို့လုတ်ခွင့်ရရင်အဲ့ဒီကိစ္စတွေလည်းကျွန်တော်တို့ပြောမှာတော့လုံးမှာတော့ဒီဘုံမြင်ရမယ့်ပုံစံတက်ကြည့်ပါလိမ့်လားဒါလည်းစာကြောက်နေတဲ့လူတွေဟုတ်ကဲ့အကြီးလားကျွန်တော်အောင်ပါကြာပြီးတက်တာပါကျွန်တော်တို့ကဝယ်ရည်ပါတယ်ကျွန်တော်တော့ထားလို့ရတယ်ဒီကဝမ်းနေတဲ့ဒီနေ့ကလည်းဘယ်လိုများလဲဒီဒါလည်းကျွန်တော်တို့ဒါလည်းမရှိဘူးကျွန်တော်ဘုံဘုံကျောက်တော့ဘာလဲပါလာလားဟုတ်ကဲ့ပရိုဘေးကျနာလေးကဒီစက်တော့ဖြစ်နေတယ်ကိုယ်ခိုင်းကြခိုင်းထားရတယ်ဆိုတော့အဲ့ဒါလည်းအဲ့တော့ကျွန်တော်ခါကြတော့ကိုဒီလူတွေကိုစေမကောင်းတဲ့ဖြစ်တယ်အရင်မိသားစုကလို့ပြောတယ်ကိုယ်ကတော့ပရိုက်တာစိတ်ကရှိလို့ရတော့လာလို့လုပ်နေတယ်ပရိုက်တာစိတ်ကရှိလို့လုပ်နေတယ်အဲ့တော့လုပ်နေတဲ့လူတွေကြောင့်ဖိတိုင်းမှာဘာလို့လို့သွားနေတော့ဘာသွားပြီးတော့ဘာသာစစ်မဲ့ဆိုလိုက်ရတယ်တော့သွားရတယ်အဲ့တော့ပြဿနာကလူ့အရေးလားအလားဒီလူတွေကြောင်းတွေကိုကြီးပါနေတဲ့အခါကျတော့ပရိုက်တာလုပ်နေတဲ့ကိစ္စကြီးကိုအရင်မိသားစုကလို့မိသားစုကခုမှမဟုတ်အဲ့မိသားစုမဟုတ်တယ်လို့ပြောတယ်တော့ဒါလည်းကျွန်တော်တို့ဝန်ထမ်းဘယ်လိုတော့လာလို့အစရှိတဲ့လူတွေအားရတဲ့ဒီရှိတဲ့အတွက်ကြောင့်လုပ်ရတဲ့အခါမှာလုံးဝတယ်တော့တင်းကြမှာလို့ပဲပြောရလို့ဖြစ်နော်အဲ့တော့အရင်မိသားစုကမဟုတ်ပါဘူးကျွန်တော်ရဲတွေပါရင်ကျွန်တော်တွေ့ရဲလို့မလို့ဘူးကြီးလာတော့မကြည့်ရတယ်ဘာလို့ကြည့်ရလဲတော့ကိုယ်ကိုယ်ရမှာမြို့နယ်ခုမှာသူ့ရဲ့ဝန်ထမ်းတွေကလဲပါလေဆိုမှအဲ့ဒီသူ့ရဲ့ပြင်ပအလုပ်မဟုတ်တဲ့တခြားအလုပ်တွေကလုပ်နေရတဲ့အခါကျတော့သူတို့ကလည်းဝန်နဲ့အားအပြတ်အဲ့ဒီကလည်းဘာဖြစ်လာလဲဆိုတော့စိတ်တူတဲ့အခါကျတော့ပြည်သူနဲ့ဆက်ဆံတဲ့အခါကျရင်အစိမပြေတာဖြစ်အဲ့ဒါတွေကအကုန်လုံးဂျာရေးဥပဒေရဲ့တော့ဒီဖြစ်နေတဲ့ကိစ္စတွေဟာကျွန်တော်တို့နိုင်ငံပြည်သူတောင်းနေရေးအတွက်ဝန်ထမ်းတွေလည်းဆောင်ရပါတယ်သူတို့ကဗဟိုဝန်ထမ်းတွေရဲ့ကိစ္စတွေဒီကြားထဲမှာအချင်းချင်းတော့ပို့ဆိုးတယ်အဲ့တော့ကိုကျန်တဲ့ဝန်ထမ်းကအားလုံးပဲပြည်လို့ပါနေတယ်အဲ့တော့ဒီကာလမှာတော့တိုင်းပြည်ပြီးတော့ကျွန်တော်တို့ဒီအားလေးကိုဒီချက်တဲ့ကိုကြောက်အောင်ကျွန်တော်တို့ကြိုးစားပြီးတော့အခါကြရင်တော့ဒီနေတဲ့ကာလတစ်ခုမှာလူ့ရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေတိုးချက်ပြီးတော့ခံစားဖို့ဘုရားကဘုရားဖြစ်နေတဲ့ကိစ္စတွေကိုကြောက်ကြဖို့ဒါတွေလည်းကျွန်တော်တို့အဆက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါတွေလည်းကျွန်တော်တို့ကတ်လို့ကျွန်တော်တို့ဒီမှာဆောင်ရွက်ပါမယ်ကျွန်တော်အစီအစဉ်ကျွန်တော်တို့တမန်ခွေရဲ့ပြီးတော့မှဖြစ်တယ်တော့နော်ဘေကုံပြည်နယ်ရေးစီစဉ်ကိုညနာပါနော်ဟုတ်ကဲ့ဒီလိုပြီးတာဘေကုံပြီးတာရဲ့သက်ဆိုင်ခြင်းကိုပေါ့လေပြုနေပါတယ်မိကုံများကိုပြန်ပြည်သားပေးခဲ့တော့ဒီလိုပါဒီဘိုးဒနာတို့ဥက္ကဋ္ဌကြီးကိုကြီးကဥပဒေကြီးရှိပါတယ်နော်ဆရာကြီးအစီအစဉ်ခုနှစ်ရဘိုးမျိုးနဲ့